အောင်ကပါတက်ဆက်နဲ့ရေကဆက်ပြီးသားသူတို့ဒီဓမ္မဒါနာဝိဇိရိမတ္တန်ဓမ္မဒါနာကောင်းလို့ကုသိုလ်ရှင်များကဉာဏ်မျိုးမှ15ရက်ကွယ်လေးဥကျော်စဉ်ဒေါ်တန်တန်ဝေပြေဝကဖေးမိသားစုတို့ကဝိဇိရိမတ္တန်ဓမ္မဒါနာပြုကြပါတယ်ဒီနေ့ညအကယ်ဒမီစုပွေးပွဲကိုပြည့်ပြီးရောက်လာကြတဲ့ဓမ္မပရိသတ်များအတွက်ထူးထူးခြားခြားဓမ္မလက်ဆောင်တစ်ပုဒ်ပြည့်တတ်ကြီးလို့ရွေးချယ်ခဲ့ပါတယ်။ဒါကြောင့်တရားဖွင့်လင်အဖွင့်ကိုပဲခါတိုင်းဖွင့်တဲ့ပိဋကပို့နှစ်ပိုင်းနဲ့မဖွင့်ပဲတောင်းဆိုပြုတဲ့သင်္ကာ3ပိုင်းနဲ့ဖွင့်လိုက်ပါလေ။ဒီနေ့ညဟောပေးမှာဒီနေ့ရွေးထုတ်လာခဲ့တဲ့စီးပွားရေးတရားတစ်ပုဒ်ရွေးခဲ့ပါတယ်။သင်္ကုတ္တရနိကေအတ္တကနိပါတပါဠိမှာလာရှိတဲ့ဒီကဇာနုတုတ်တံကိုထုတ်လို့၍မှတ်မိလွယ်အောင်တရားကောင်းစဉ်ပေးထားတာကမြတ်ဗုဒ္ဓဤစီဝါရေးလမ်းညွန်ပေဒတိတို့ဘာတရားဒီတရားကိုမန္တလေးမှာတောင်တပွဲပဲဟောပါသေးတယ်။ဒါမြင်းကြံကအမျိုးတွေအတွက်ဝိဇိရိမတ္တန်တင်ဖို့ရာမန္တတုံကတခွေပဲဖြစ်တယ်ဘဝအထိပ်ပဲတွေ့အောင်ရှာဆိုတဲ့တခွေဖြစ်တယ်အခုဒီမှာမနေ့ကဒီပေးတာခြေတွေကြည့်ပြီးတော့ခန္ဓာပြည့်စုံမှုတွေကြည့်ပြီးဒီနေ့ဆန္ဒတော်ကြီးမှာတပွဲတော့ရိုက်မှာပဲဆိုစောကြီးကလေးကဒီလိုမောင်းမောင်းလို့နဲ့ချိန်ထားတယ်နောက်9ရက်နေ့လမ်းပြော9ရက်နေ့ရအောင်မြင်ပွဲလေဓမ္မဒါနကုသိုလ်ရှင်တွေကညီသွားရင်မကိုင်းတော့ဘုလူသားတယ်အဲ့ဒီမှာလည်းတပွဲရိုက်ဖြစ်ပါပါအဲ့တော့ဒီနေ့အနည်းဆုံးရင်းချံကမျိုးများနဲ့3ပွဲပေါ်လေပူစီရီဖြစ်ပါလိမ့်မယ်ကိုရောစီဝါရေးတရားဟောမယ်လို့ဆိုတော့စီဝါရေးကြောင့်ဘယ်လောက်နားလဲလို့လဲစီဝါရေးလုပ်နေတဲ့ဘုန်းကြီးလားလို့တော့မတွေးပါနဲ့မြတ်ဗုဒ္ဓရဲ့ဒေသနာတော်များမှာစီဝါရေးနဲ့ပတ်သက်ပြီးတော့ဟောကြားချက်တွေလောကီကြီးပွားကြောင်းတွေလည်းအများကြီးရှိပါတယ်ဆက်ကြစကားပြောတဲ့အချိန်ပေါ်တန်သိထွက်မထွက်သေးတာအားမရဘူးလေဒီဘိုလ်လို့စွတ်တင်လူနာတိုင်းလေးထားပါစီဝါကြီးခုတလောလူတွေကြီးတာမကြာခဏကြာအငယ်ရန်စီဝါရေးသမားကိုလက်တန်းစီဝါရေးသမားကိုကြီးရန်စာစီဝါရေးသမားကိုအဲ့တော့ရောင်းလို့ပဲလို့ကောင်းကြလားလို့မေးလိုက်ဘယ်လိုဖြေကြတော့ကောင်းတယ်ဖေဟာလို့ဖြေကြတယ်လားမကောင်းဘူးဖေဟာလို့ကြီးကြတယ်လားအဲ့ဒါတွေကြားတာစိတ်မချမ်းသာလို့ဦးဇင်းတို့လည်းဗုဒ္ဓရဲ့ဓမ္မဖတ်ရှုပြီးတော့ဗုဒ္ဓဓမ္မလမ်းညွှန်ချက်ကလေးပေါ်လေကိုအမျိုးတွေအတွက်ပြောပြချင်တာပါစီဝါရေးပုံပါအရေးပေါင်းများစွာပြီးနေရတယ်မှန်လားပြည်သက်ကြီးလူလောကလူမှုရေးရာဖြာဖြာဆိုတာဆက်ဆံကြိုးကတော့စိတ်တိုင်းမကြဘူးဗျခုနပြင်ခိုင်းပြီးတဲ့တိုင်ကောင်းပြီးဟိုသင်္ကဆိုတော့အမြဲပဲဆဲလိုက်ဆိုတာဟိုဆွေထိုးဒီဘက်ပြအောင်တဲ့ဒီဘက်တက်ထားတော့မရှိပါဘူးဘုရားဘက်ကဆောင်းပေါက်ကိုဘယ်နဲ့ဆက်ကြည့်အောင်ဘုရားဘက်ကဆောင်းပေါက်
ဘက်လည်းခိုင်းတာမဟုတ်ပဲ ဟုတ်ပါဘူးဟောတော့မေးတယ် ရပြီစမ်းကြည့်တော့ဆက်စရာလေးဘိုလ်လုံးနဲ့ရှော်ဒီဘုန်းကြီးအချိန်ရဟောတယ်စကားပြောတဲ့အချိန်မှာတန်သိမထွက်သေးတာဆက်စရာအားရပုံကြောင့်ဘုဒ္ဓရဲ့ဆက်စရာဆိုတာလည်းကိုယ်ဆက်တာမိမကြိုက်တာဒါအရေးကြီးတဲ့တရားတစ်ပုဒ်ပါစီဝါရေးပေါ်ပါများစွာအရေးတွေများစွာပြီးရတယ်လူလောကမှာလူမှုရေးရာဖြားဖြားနိုင်ငံရေးစီဝါရေးပညာရေးကျန်းမာရေးလူမှုရေးဘာသာရေးအရေးအမျိုးမျိုးမရှိဘူးလားအဲ့ဒီအရေးပေါင်းများစွာဘယ်အရေးပေါ်မိနေလဲဆိုရင်စီဝါရေးပေါ်မိနေတယ် so many things depend on economy or your business တခြားရေးပေါင်းများစွာဟာဘယ်အရေးပေါ်မိနေလဲဦးဇင်းတို့သာသုံးမှာဖတ်ဖို့တာပေါ့လေတိုင်းပြည်တစ်ခုတည်ထောင်လို့ဖွဲ့စည်းပုံခြေခံဥပဒေဘာညာတွေရေးဆွဲအဲ့ဒီတိုင်းပြည်အတစ်တစ်ခုတည်ထောင်တော့မယ်ဆိုရင်တော့အဲ့ဒီတိုင်းပြည်အုပ်ချုပ်ပုံစနစ်ကိုချမှတ်တဲ့အခါဘယ်ပေါ်ကြည့်ချရတယ်လဲဆိုရင်အဲ့ဒီပေါ်ကြည့်ချပါတယ်စီဝါရေးချင်းတွေကိုကြည့်ပြီးမှအုပ်ချုပ်ပုံစနစ်ကိုတိုင်းပြည်ခေါင်းဆောင်များရွေးချယ်လေးရှိကြတယ်လို့ဖတ်ဖို့ပါတယ်အဲ့ဒါလည်းမှန်ပဲပြတဲ့ကြည့်လို့ရစီဝါရေးနဲ့လက်ရှိချင်းတွေမှာကိုက်ရည်တဲ့စနစ်တည်တာထိုတိုင်းပြည်အတွက်ကောင်းကျိုးကိုပြုနိုင်တဲ့စနစ်လို့ဆိုရမှာပါပဲအဲ့တော့စီဝါရေးပြည်လည်မှာလူမှုရေးလည်းပြည်လည်တယ်စီဝါရေးမပြည်လည်လို့များသတင်းကြိုကာလမင်္ဂလာဆောင်တွေများစွာရှိတယ်ဖိတ်ကြတယ်စီဝါရေးမပြည်လည်လို့ကိုယ့်ဘက်ကမတော်နိုင်မိတ်မပြတ်ဘူးလားပြတ်ပါလားဟောလူမှုရေးလည်းပဲပေါ်တည်နေစီဝါရေးပေါ်တည်နေတယ်ကျောင်းသူကျောင်းသားတို့ရဲ့ပညာရေးလည်းမိဘတို့ရဲ့စီဝါရေးပေါ်တည်နေတာပဲသာသမီတွေဘယ်လောက်ဉာဏ်ပညာထက်10တန်းမှာဘယ်လောက်ဘာသာစုံဂုဏ်ထူးနဲ့အောင်နေစေအောင်မိဘတွေစီဝါရေးမပြေလည်ရင်ထိုဒေါက်တာဖြစ်နိုင်တဲ့ခွင့်လန်းရှိတဲ့ကျောင်းသားစစ်တက်ကတူသွားနိုင်မှာမလားမသွားနိုင်ဘူးဒါကြောင့်ပညာရေးလည်းဘယ်ပေါ်မိနေလဲစီဝါရေးပေါ်မိနေတာပဲကျမ်းမာရေးဘယ်ပေါ်မိတော့စီဝါရေးချွတ်ချုံကြလို့ငွေကြေးချွတ်တက်နေတယ်ဆိုရင်ဒီကိစ္စမှာပြိတ္တကြီးလို့သိပါတယ်ယောဂကြီးကြီးရလို့ရှိရင်ပြိတ္တကြီးလို့ပတ်စံရှိတဲ့လူများဆေးရုံကြီးသွားသလားအပြင်ဆေးကန်းသွားသလားယောဂကြီးကြီးရရင်ဆေးရုံကြီးသိမသွားကြဘူးကဲသွားကြတာများတာရှိတဲ့လူတွေဆေးရုံကြီးဘာလို့မသွားဘာလို့သွားတာလဲပြောပါခင်ဗျားတို့ရင်ပတ်တဲ့ရှိတာလေးပေါ့သွားအောင်လမ်းဖွင့်ပေးတာဟုတ်ပါလေတဲ့ဆိုရင်အေးအဲ့ဒါကြောင့်ကျမ်းမာရေးချွတ်ယွင်းသွားရင်ရင်းပြန်သွားရင်ဒီကျမ်းမာရေးပြန်တက်ဖို့ရစီဝါရေးမပြေလဲရင်သေဖို့သာပြင်ဟုတ်ပါလေတဲ့ဆိုရင်အဲ့တော့ကျမ်းမာရေးလဲစီဝါရေးပေါ်နေပါလေစီဝါရေးမပြေလေလို့နတ်မှန်အောင်မစားရရင်ရကြုံတယ်လို့စားအာဟာရချုပ်တဲ့နေရင်ကျမ်းမာရေး
ကောင်းနိုင်ပါမလားအဲတော့ကျမ်းမာရေးလည်းပဲပေါ်မီနေဘာသာရေးရောဒါပဲအဲဒါနှလုံးသားထဲမှာတီထောင်ကစားစာသင်တိုင်းတစ်တိုင်းသို့မဟုတ်ရေးသားတစ်ခုဦးဇင်းတို့အခုဆိုလို့ရှိရင်ဒုက္ခရေးကြီးတို့ရရေးသားကြောင်းတီထောင်ကစားရှိပါသေးတယ်ကြွားလိုက်ရပါဦးမယ်ဓမ္မယောအကြီးကြီးပဲရှိသေးဘူးသောသာကြောင်းအရှိကြီးပဲရှိသေးဘူးအမျိုးသားယောဂီဆောင်နှစ်ထပ်ကြောင်းမရှိသေးဘူးကြွားနေတာကျုပ်ကကြွားတာဝါဒနာပါလို့ပါအဲ့တော့ပြည့်တဲ့ကျိုးရေဒီထောင်ကစားစတဲ့လိုက်ဖြစ်စီဒီထောင်ကစားရိတ်တာဖြစ်စီလိုအပ်ချက်တွေများစွာရှိဘုရားဘာသာတို့ရဲ့နှလုံးသားဟာလေပကံခက်ကလေးကဘေးကံရရောတဲ့ကောင်းသောအမွေတွေစက္ကန့်ယူလာတာလူကျင်တယ်တန်းကျင်တယ်ကျောင်းတကာဖြစ်ခြင်းတယ်ကျောင်းတဆောင်ဆောက်လူကျင်တယ်ဒါပေမဲ့စီဝါရေးမပြေလည်ရင်ကျောင်းတကာဖြစ်နိုင်မလားဘာသာရေးဆောက်အကူကြီးတွေစီဝါရေးမပြေလည်ရင်ဆောက်နိုင်မှာမလားဒါကြောင့်ဘာသာရေးရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့မှလည်းဘယ်ပေါ်မိနေပြန်တော့အဲဒါကြောင့်ပြောတာရေးပေါင်းများစွာပြီးဘယ်ပေါ်မိစီဝါရေးပေါ်မိနေတယ်ဒါပေမဲ့စီဝါရေးကဘယ်ပေါ်မိရစီဝါရေးဘယ်ပေါ်မိလိုက်ကြဘုရားခင်ဗျားတို့ခေါင်းပေါ်မိနေတာကောင်းကောင်းနေကြအဲ့ဒါပြီးတဲ့ကြည့်လို့ရေအခုဒီမှာစီဝါရေးနဲ့ပတ်သက်လို့ပြောပြဖို့ပေါ့ပြောပြခြင်းလုံးလို့မအားတဲ့ကြားကထုတ်လာတော့ပါအရေးကြီးတဲ့အိဋ္ဌိပတ်၄ပါးပြောပါမယ်အိဋ္ဌိပတ်၄ပါးဒီမျက်မှောက်ဘဝမှာပဲကြီးပွားကြောင်းချမ်းသာကြောင်းတရား၄ပါးမျက်မှောက်ဘဝမှာကြီးပွားချမ်းသာကြောင်းတရားဘယ်နှပါးအဲ့ဒါပြောပြပါမယ်ပြီးတော့ကြတော့ရှိပါရေးမှာမတိမဖြစ်သိရမယ်ရှိပါသမားတွေမှတ်သားထားပြီးကျင့်သုံးလိုက်နိုင်ရမယ်ဓနဥပရိသ၅ချက်ပြောပြပါမယ်၃မျိုးရှိသွားပြီနော်နောက်တစ်ချက်ကရှိပွားဥစ္စာပျက်စီးဆုပ်ယုပ်ကြောင်းတရား၄ပါးပြောပြပါမယ်နောက်ဆုံးအချက်ကတော့တမလွန်ဘဝကြီးပွားချမ်းသာကြောင်းတရား၄ပါးချက်လက်ကိုမှတ်ခြင်းနံပါတ်1ဣဋ္ဌိပတ်၄ပါးပြောပြမယ်နံပါတ်2ဒီဘဝမှာကိုကြီးပွားကြောင်းချမ်းသာကြောင်းတရား၄ပါးတံပရာ၄ပါးခေါ်ပါတယ်ပါဠိလိုတံပရာ၄ပါးနောက်နံပါတ်3အချက်အနေနဲ့ဘာပြောပြမလဲဆိုရင်စီပွားရေးလုံးနေတဲ့သူတွေကိုသိရှမတွေကိုပေါ်နေအကုန်လုံးသိတဲ့သိထိုက်တဲ့အချက်မသိမဖြစ်သိရမယ်အချက်ဓနဥပရိသ၅ချက်ပါတယ်လေပြီးတော့စီဝါဥစ္စာပျက်စီးကြောင်း၄ပါးပြောပါမယ်ဘယ်နှမျိုးရှိ၄မျိုးရှိပါနောက်ဆုံးကလူတွေဆိုဒီဘဝတွေပုံလေးတမလွန်လောကနဲ့ជីវချမ်းသာခြင်းတွေကဟုတ်ရအဲ့ဒါဒီလေဗုဒ္ဓဟောခဲ့တယ်တမလွန်လောကជីវချမ်းသာကြောင်း၄ပါးအလုံးပေါင်း၅မျိုးပြောပြမယ်အဲ့ဒါကိုအချိန်ချင်းလေးကြည့်ပြီးတော့ပြောပြပါမယ်ဒီတရားထဲမှာပြသကြည့်လို့ဆိုတာငိုတာတော့ပါမှာမဟုတ်ပါဒီနေ့လိုအပ်နေတဲ့ရေးကြီးတဲ့ချက်ကလေးတွေကိုမှတ်ချင်ဘောကလေးဆောင်တာစာရွက်ကလေးယူထားပေါ့အိဋ္ဌိပါဒဆိုတဲ့ပါဠိကနေအိဋ္ဌိပတ်လို့ဖြစ်လာတာအိဋ္ဌိဆိုတဲ့ပါဠိကပြည့်စုံခြင်း
ပါပါတယ်အောင်မြင်ခြင်းအဲ့ဒါမြန်မာလူအဓိပ္ပာယ်အိဋ္ဌိဆိုတာကိုတကူလို့လည်းပြန်ကြအဲ့ဒီအိဋ္ဌိဆိုတဲ့ပါဠိရဲ့ဓာတ်ရဲ့အဓိပ္ပာယ်ကပြည့်စုံခြင်းအောင်မြင်ခြင်းဘယ်နဲ့ညီပါဒဆိုတာကအကြောင်းပါဒဆိုတာအဲ့တော့အိဋ္ဌိပါဒဆိုတာပြည့်စုံခြင်းရဲ့အကြောင်းအောင်မြင်ခြင်းရဲ့အကြောင်းအဲ့ဒါ၄ပါးရှိပါတယ်ပေဒကြီးတို့ကနှစ်ပါးလိုက်ဆိုလိုက်သန္တာဣတိပတ်ဝိရိယဣတိပတ်စိတ်တဣတိပတ်ဝိမန္တဣတိပတ်ဘယ်နှမျိုးလဲအမတိသန္တာဣတိပတ်ဆိုတာလောကီရေးရမှာဖြစ်ဖြစ်လောကုတ္တရာရေးရမှာဖြစ်ဖြစ်အောင်မြင်ခြင်းတဲ့သူကြီးပွားခြင်းတဲ့သူပြည့်စုံခြင်းတဲ့သူဟာနံပါတ်1သန္တာပြင်းပြရမယ်နံပါတ်2ဘာပြင်းပြရမလဲလောကီရေးရမှာအနုပညာလောကဆိုးကြောဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအဆိုးကြောဖြစ်ခြင်းတဲ့သန္တာဘာဖြစ်ပြင်းပြဖြစ်ရုပ်ရှင်တရုပ်ဆောင်ဖြစ်ခြင်းတဲ့အမျိုးသမီးကလည်းရုပ်ရှင်တရုပ်ဆောင်ဖြစ်ခြင်းတဲ့ဆန္ဒပြင်းပြရှိရမယ်ဒေါက်တာဖြစ်ခြင်းတဲ့ဆက်စရာရေးရှင်းနေကြည့်ပြင်ဦးမှာဖြစ်မှထင်တာပဲဘယ်နဲ့ဘာချွေရလို့အဲ့လိုဖြစ်တယ်လဲဆိုတာအကြောင်းရှာလိုက်ပေါ့ဒေါက်တာဖြစ်ခြင်းနဲ့ကျောင်းသားလည်းဒေါက်တာဖြစ်ခြင်းနဲ့ဆန္ဒပါဖြစ်ပြရမယ်လောကုတ္တရာနိဗ္ဗာန်မှာမဉ္ဇဉ်ဘုံညာနိဗ္ဗာန်အကျိတ္တကိုသိမြင်ခြင်းလို့တရားထုတ်တယ်ဆိုရင်လည်းအဲ့ဒီပုဂ္ဂိုလ်ဒီမဉ္ဇဉ်ဘုံညာရရှိခြင်းနဲ့ဆန္ဒပါဖြစ်ပြရမယ်အောင်မြင်တဲ့ရှိပါရေးသမားကြီးတယောက်ဖြစ်ခြင်းနဲ့ဆိုရင်လည်းပဲအဲ့ဒါလိုအောင်မြင်သောရှိပါရေးသမားဟောလို့ကိုမရ successful businessman or woman အောင်မြင်သောရှိပါရေးသမားလုပ်ငန်းပိုင်ရှင်ကြီးမိုက်ချေးရမရှိတော့ဘူးဟုတ်လားကျိုးတွေပါညစ်တယ်ဖြစ်တော့ကျိုးတွေပါညစ်တယ်ဖြစ်တော့ဒီနေ့ကပါဠိတွေမကြုံမဟောပါသေးဘူးမရောရသေးဘူးချထားလိုက်စင်ပြရနဲ့ကောက်ပေါ်လိုက်အဲ့ဒါလိုဆန္ဒပြင်းပြကျိုးလေးပါရင်းမိနေရဖြစ်နေပေါ့ကြည့်ကြလိုက်သန္တာဣတိပတ်ဘာလဲအဲ့ဒါရှိရအောင်မြင်ခြင်းတဲ့သူကလောကီရေးဖြစ်ဖြစ်လောကုတ္တရာရေးဖြစ်အဲ့ဒါရှိကိုရှိရခေလူငယ်တွေနားလည်တဲ့စကားလုံးနဲ့ပြောရင် crazy ဖြစ် crazy ဆိုတာကို
မြန်မာလိုဘယ်လိုပြန်ကြရိုးရိုးပြန်ယူတွတ်တဲ့ဒီပဲပေါ့ရုပ်ရည်တော့မြန်မာပြန်ကြည့်တဲ့စကားလုံးနားထောင်ကြည့်ရတာအယူလို့တပုတ်ပေါက်เสียဖြစ်မဟုတ် crazy club ဆိုတာရှိတယ်မလားလူပညာလောကတီးဝိုင်းနေဟောလူငယ် crazy ဖြစ်တယ်ဆိုတာအစိုးဘက်ကိုရင်ဆိုလိုတာမဟုတ်ပါဘူးတခုခုဖြစ်ချင်တာယူယူမှုမှုဖြစ်တယ်ဥပမာ speaking English speaking class တခုတက်တယ်ဆိုရင်အင်္ဂလိပ်စကားပြောနိုင်ခြင်းနဲ့စံတာပြင်းပြင်းပြပြဖြစ်။ဒါပေမဲ့စားနေလေဒီအင်္ဂလိပ်စကားပြောဖို့ရေချိုးတယ်လေစိတ်ကူးနဲ့တယောက်တည်းတင်တတ်တယ်ဘာပဲပြောအင်္ဂလိပ်စကားပြောတယ်။ညာအဲ့ရဝင်အဲ့မပြောခင်လဲမိတ်ဆွေတယောက်စိတ်ကူးတဲ့ဖန်သီးပြီးတော့တခါဘာပြောအင်္ဂလိပ်စကားပြောတာ crazy ဖြစ်တယ်။အဲ့လေဒီစိတ်စားလေဒီစိတ်သွားလေဒီစိတ်ဒါဖြစ်ချင်တာအဲ့လိုဖြစ်မယ်ကဲကျွန်တော်ဗမာတွေစီးပွားရေးနောက်တန်းရောက်နေတာမပြောပါနဲ့ဘလောက်ကြီးပွားကျင်တဲ့စန္ဒပြင်းပြင်းပြပြရှိတယ်လေစစ်စီတာမှန်လားပြည့်တဲ့ကြီးအဲ့ဒါကြီးပြောရရင်တော့အများကြီးပါပဲအဲ့ speaking တင်တဲ့ဥစဉ်သွားနေတရုတ်ကောင်လေးတွေကောင်မလေးတွေအများကြီးတွေ့ကျွန်တော်ဗမာကောင်လေးတွေကောင်မလေးကျောင်းသူကျောင်းသားတွေ10တန်းဖြည့်ပြီးတော့တက်ကလို့မတက်ခင်ပါဇက်မထွက်ခင်အဲ့သူများ speaking ဆိုရောရောင် speaking ရတာတွေလည်းအများကြီးပဲအဲ့မှာ question time ဆိုပြီးတော့15မိနစ်နည်းလေးလိုမေးကြဖြေကြတယ်အဲ့ဒီခါမှာဦးဇင်းတို့လူငယ်တွေပေါ့လေစဉ်းစားစရာလေးတွေကိုစဉ်းစားစေချင်လို့စဉ်းစားဖို့ကောင်းတဲ့မေးခွန်းလေးတွေပဲဦးဇင်းရွေးပြီးမေးဘာလို့ပဲစားဒီနေ့ပါစားခဲ့တော့ဘယ်သွားခဲ့တော့မနေ့ပြင်ဘယ်သွားမှတော့အဲဒါတွေနေ့စဉ်လုပ်နေကြတယ်ဒါပေမဲ့မမေးပါဘူး What is your goal of life? What is the highest aim of your life? ဒီဘဝရဲ့အမြင့်ဆုံးပန်းတဲ့ဟာဘာလဲ What do you want to be? ဒီဘာဖြစ်ချင်တယ်လဲဘယ်လိုလူဖြစ်ချင်တယ်လဲဒါမျိုးလေးတွေမေးပါတယ်အဲ့ဒါလို့မေးတဲ့အခါမှာတရုတ်မိန်းကလေးတွေယောက်ျားလေးတွေမဟုတ်မိန်းကလေးတွေဘယ်လိုဖြေတယ်ထင်တယ်လဲ I want to be a successful businesswoman အောင်မြင်သောစီးပွားရေးသမားအမျိုးသမီးတစ်ယောက်ဖြစ်ချင်တယ်ဖြစ်တို့ဘာမှကောင်းလေးတွေကောင်းမလေးတွေပေးလိုက်လို့ဖြေလာလိုက်မှတူပီတိုးကိုက်တိုးကိုက်လုံးဖိုးတယ်စားတဲ့ပြင်ပေါ်လေးရင်မှန်းကြမပြတ်ပါဘူးဘာဖြစ်ချင်တာလဲဆိုကိုယ်ဆန္ဒကိုမမြင်ကြဘူးဗျာအခြေခံတွေချွေရင်းနေတာပြောတာနော်ဒေသကြီးတွေအဲ့တော့စီးပွားရေးတွေအောင်မြင်ဖို့တိုးတက်ဖို့ဆိုတာခြားအကြောင်းတရားတွေလည်းအများကြီးရှိပါလိမ့်မယ်နော်နိုင်ငံရေးပွင့်လင်းမှုတို့စာရင်းပေါ်လီကဘာအနာခရီးဆန်နိုင်ခြင်းနော်ဒေသကြီးတွေ economic system စီးပွားရေးစနစ်တွေပြုပြင်ပြောင်းလဲမှုဇာတိပြန်ပေါ်လေတခြားအများကြီးအကြောင်းတွေလည်းရှိပါလိမ့်မယ်သို့တော့ဦးဇင်းတို့သိတာကိုပြောပြဖို့ကမြတ်ဗုဒ္ဓဤစီးပွားရေးလမ်းညွှန်ကိုပြောပြဖို့ပါခုပြောပြနေတာဗုဒ္ဓဒေသနာမှာလာရှိတဲ့အကြောင်းတွေဖြစ်ပါစန္ဒအိဋ္ဌိပါစန္ဒပြင်းပြရမယ်ဘာပြင်းပြရမလဲနံပါတ်1အဲ့ဒါရှိကိုရှိရမယ်အဲ့တော့ကိုယ်ဘာဖြစ်ချင်တယ်လဲဆိုတာပြန်မေးကြပါကိုယ့်ရဲ့ဝါဒနာစရိုက်ဓာတ်ခံအမှန်ဟာဘာလဲဆိုတာစစ်ဆေးကြပါအထူးသဖြင့်လူငယ်တွေအတွက်စဉ်းစားဖို့ရလေးတွေပြောတာပါလမ်းပြောင်းနေပါဆိုလို့ဟုတ်ပါလားပြည်သားကြီးမှန်ပါအဲ့တော့စီပါရီသမားအောင်မြင်တဲ့စီပါရီသမားတွေဖြစ်ချင်တယ်ဟုတ်ပြီဆန္ဒပြင်းပြဆန္ဒရှိပါတယ်ဆန္ဒနောက်ကဘာပါရမလဲဆိုရင်ဝီရိယအိဋ္ဌိပါနဘာနေပါရှိရဝီရိယအိဋ္ဌိပါရှိရဖြစ်ကျင်တဲ့ဆန္ဒတော့ပြင်းပြပါရဲ့ဖြစ်အောင်မကြိုးစားပဲနဲ့အိမ်နေလို့ဖြစ်မလားဒီပါရေးပါတော့ကြီးပွားခြင်းပါတိုးတက်ခြင်းပါရဲ့မနဲ့မလင်းသေးဘူးအရဲ့သာပြီးတော့အလုံးမလုံးခဲနဲ့ဘဲက
ဖြစ်မလားကြီးပွားခြင်းနဲ့စီးပွားရေးသမားတယောက်တော့ဖြစ်ချင်ပါရဲ့ဟုတ်လားအချိန်ဖြုံးပြီးတော့မှဟိုလိုဒီလိုရောင်60လုံးနေလို့ဖြစ်မလားမဖြစ်ဘူးပေတတ်ကြီးတို့ဒါပဲကျွန်တော်ဗမာတွေပြောတော့ကြစီးပွားရေးမပြေလေဘူးလို့ညနေဆောင်တရားပွဲပြန်ကြည့်လိုက်ပါလေပြေလို့ဘယ်ဆိုင်မှာထင်တော့ဒီသားပဲတို့တရားနာပြေတတ်တယ်တော့မသွားဘူးထင်ပါရဲ့အဲ့ဒီကိုပြေလို့ကဲစီးပွားရေးတော့မပြေလဲဘူးတဲ့ဒီသားကစားဖို့နေမပြေလဲဘူးတဲ့ကြည့်လိုက်တော့ရဲဆိုင်မှာပြေလို့အဲ့ဒါရောင်းမှစီးပွားဖြစ်မလို့တောင်ဖြစ်နေတာပြေတတ်ချီလို့ဒါမှဘုရားမကြိုက်တဲ့အချိန်မှာပါပါတယ်ဥပါဒကကောင်းတယောက်ရောင်းပါဦးစဉ်းစားကြပါစီကံရှိဖို့မလိုဘူးလားလိုပါဗျာလိုပါတယ်တဲ့အဲ့တော့ဝိရိယကြိုးစားအထောက်ဖို့ရှိရမယ်အလုပ်လုပ်ရမယ်အဲ့တော့စန္ဒနောက်ကဘာလဲဝိရိယလည်းဖြစ်ခြင်းနဲ့စန္ဒနဲ့ညီမျှတဲ့ကြိုးစားအထောက်မှုရှိရမယ်အဲ့ဒါဆိုရင်အောင်မြင်ပါလိမ့်မယ်စန္ဒ80ပါးဝိရိယ80ပါးစိတ်ဓာတ်80ပါးနံပါတ်3ဟာစိတ်ဓာတ်ခိုင်မာရမယ်နံပါတ်3ပါခိုင်မာရမလဲဇေဝရေးမှာအောင်မြင်ခြင်းနဲ့စန္ဒလည်းရှိတယ်အောင်မြင်အောင်လည်းကြိုးစားတာပဲလုပ်ကြည့်တာပဲဟိုဟာလေးလုပ်ကြည့်လိုက်ဒီစီပွားရေးလေးလုပ်ကြည့်လိုက်ကိုရဆိုင်လေးရောင်းကြည့်လိုက်တပိုက်တန်လေးဖွင့်ကြည့်လိုက်စာတိပြေပေါ်လေးတစ်ခုပြီးမရှင်းပြီးတစ်ခုပြောင်းလို့မိတ်ဆွေရဘယ်ရမှာတော့ခဏပြောင်းနေတာကြီးကိုချင်းကားလေးအကုန်သုံးသပ်ပြီးမှဆုံးဖြတ်ပြီးမှလုပ်ရမှာရဲ့မှန်လားပြည်သက်ကြီးအဲ့တော့ခက်ခဲဆိုတာဘယ်အလုပ်မှမဆိုဒုက္ခစားမှာခက်ခဲတွေ့တာပါပဲမတွေ့ဘူးလားတွေ့သလားတွေ့တာပဲလောကီလုပ်ဖြစ်လောကုတ္တရာလုပ်ဖြစ်စလုပ်ချင်းဒီကိစ္စဒီလုပ်ငန်းနဲ့မရင်းနှီးခင်မှာခက်ခဲရှိတာပဲအဲ့အခက်အခဲနည်းနည်းလေးတွေ့တာနဲ့နောက်ကြော့တဲ့စိတ်ဓာတ်မျိုးနဲ့တော့အောင်မြင်နိုင်မလားပြည့်စုံနိုင်မလားအခက်အခဲတွေ့လေနောက်မကြော့မဲမာလေစိတ်ဓာတ်မျိုးခိုင်မာတဲ့စိတ်ဓာတ်လိုတယ်ဘာလို့ပါလဲဒါကြောင့်ဖြစ်ခြင်းနဲ့ဆန္ဒရှိလို့ဖြစ်အောင်ကြိုးစားတဲ့အခါမှာဆုံးရှုံးမှုတွေအရှင်းမပြေမှုတွေတွေ့ရမှာပါပဲပိဿကြည့်လို့ဒီလက်စမီးကိုတီးထွင်တာဘာလို့လဲကျောင်းသူကျောင်းသားတွေစာဖတ်ပါ Thomas Edison လက်စမီးသူတီးထွင်သွားတယ်ကိုကားမှာသုံးတဲ့ဘက်ထရီသူစတီးထွင်တာစတီးထွင်တော့ပိဿကြည့်လို့အချိန်ပေါင်း200ကျော်သွားပြီနိမန်လာမှာမတွေ့သေးဘူးလွဲလို့ချော်လို့နေတော့တာပဲအချိန်ဘယ်လောက်ကျော်လား200ကျော်သွားပြီစမ်းသပ်တာ test လုပ်တာစမ်းသပ်မအောင်မြင်မှုဆုံးရှုံးမှုတွေဒီပဲအဲ့တော့ဘေးကသူ့တပည့်ဟာစိတ်ပြက်လာတယ်အာရော့လာဆရာတဲ့အချိန်ပေါင်း200ကျော်စမ်းသပ်တာတော့မအောင်မြင်မှလို့ဆရာလက်လျှော့လိုက်ပါတော့တဲ့အဲ့တော့အဒီစင်ကဘာပြန်ပြောတဲ့ချင်းလဲဟေးတပည့်မဖြစ်နိုင်တဲ့နီးပေါင်း200ကျော်ငါသိပြီးပြီဒါကြောင့်ဖြစ်ဖို့ပိုနီးလာပြီဘယ်သာကြည့်လို့ထူးခြားသောစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အတွေးအမြင်နဲ့သာမန်လူတို့ရဲ့အတွေးအမြင်တူရလားဘာမှမလုပ်ပဲထိုင်နေဒီမဖြစ်နိုင်တဲ့နီးပေါင်းကိုနီးတွေကိုတော့သူသိမလားမသိထားလို့ကြည့်တော့ဟောဒီလိုလုပ်တာမဖြစ်ဘူးဒီလိုလုပ်ကြည့်တော့လည်းမဖြစ်ဘူးတပြေးပြေးနဲ့နီးမားတွေကိုသိအဲ့နီးမားကိုရှောင်းပြီးတော့အမှန်တွေ့သွားဘူးလားအဲ့တော့ကျတော့လက်ဝဲဒီဘက်ထရီတွေဒီမီတွေပဲသုံးရမှာလေသူဂျေဇူး Thomas Edison
သိပ္ပံပညာရှင်ကြီးများရဲ့အကြောင်းဖတ်ကြည့်ပါတဲ့ပြေးတယ်စိတ်ဓာတ်တွေကဗုဒ္ဓဘာသာမဟုတ်ပေမဲ့အံ့ဩစရာကောင်းတာအများကြီးပြေးတယ်ကြည့်လို့ဘုဒ္ဓစေကျန်တာတွေပါလေပေါက်တယ်ဆိုရင်အဲဘုဒ္ဓစေထိုးတာပါလေပန်နစလင်အပန်နစလင်ကိုနှစ်ပေါင်းဘယ်လောက် research လုပ်ရတယ်ထင်တယ်နှစ်20ကျော်တယ်အဲ့ဒီပန်ပညာရှင်နှစ်20ကျော်တွေ့ပြီးအောင်မြင်ပြီးရရှိပြီးတေးကြပြီးဒီပို့တတ်နိုင်ပြီးတော့တည်တယ်ဟောမီးတူမစိုးထုတ်လုပ်နိုင်ပြီတဲ့ဘူပိုင်မှတ်ပုံတင်ဘူးစဉ်းစားကြည့်ပါသူတူတဲ့မူပိုင်လုတ်ပြီးမှတ်ပုံတင်ပြီးသူတစ်ကဘာလုံးကိုဖြန့်လိုက်ခဏလေးနဲ့တစ်သေးဖြစ်သွားမှာဒါပေမဲ့အဲ့ဒါဆိုရင်ဒါဈေးကြီးမယ်ဒီလိုမဆိုထုတ်လိုက်တော့ကြဆင်းရဲသားတွေပါသုံးနိုင်မယ်စဉ်းစားကြည့်ပါဗုဒ္ဓဘာသာမဟုတ်ပါဘူးစိတ်ဓာတ်တွေထူကြရင်လူဆန်းပါပဲမှန်လားပြည့်တဲ့ချီလို့ပြောချင်တာကစပြီးတော့ဒုက္ခဇာမှာလောကီလုတ်ဖြစ်လောကုတ္တရာလုတ်ဖြစ်အခက်ခဲမတွေ့ဘူးလားဟောအတ္တိရှင်ပြန်ပြောတာလေးမှတ်သွားစမ်းမှာပြည့်တဲ့ချီလို့မဖြစ်နိုင်တဲ့နီးပေါင်း200ကျော်ငါသိပြီးပြီတဲ့ဒါကြောင့်ဖြစ်ဖို့ပိုနီးလာဆက်ပြီးတော့စံတတိထွင်တာအောင်မြင်မသွားဘူးလားအဲ့ဒါစိတ်ဓာတ်ခိုင်မာလို့ဘယ်တကြီးတို့ဘာခိုင်မာလို့ပါဠိလိုပြောတော့စိတ်ဒိဋ္ဌိပတ်ခေါ်တယ်စိတ်ဓာတ်ဒိဋ္ဌိပတ်အဲ့ဒါကြောင့်အောင်မြင်သွားတာပါဖြစ်ခြင်းဆန္ဒလည်းပြင်းပြပါရဲ့ဖြစ်ခြင်းလုံးလို့ကြိုးလဲကြိုးစားပါရဲ့ခက်ခဲတွေ့လဲနောက်မတွန့်ပါဘူးဒါပေမဲ့ဆင်ကန်းတော်တို့လုံးနေလို့အောင်မြင်မလားချိန်နေလည်းမသိချိန်ခါလည်းမသိခက်ကြောင်းလည်းနားမလဲဘာအမျော်မြင်မှမရှိဉာဏ်ပညာမပါရင်တော့အောင်မြင်နိုင်မလားဆင်ကန်းတော်လူဖြစ်မှာပဲငါဘလို့လူနဲ့ပေါင်းတယ်လေအောင်မြင်တဲ့စီးပွားရေးသမားတယောက်ဖြစ်ဖို့ဆိုရင်ပြည်သက်ကြီးအောင်မြင်တဲ့စီးပွားရေးသမားနဲ့ပေါင်းမှသူတို့စီကဒီလမ်းရမှာပေါ့မှန်ရလားသူတို့ရဲ့စီကံစရာတွေပြည်သက်ကြီးတွေလေ့လာမှာပေါ့သူတို့ဘလို့စီကံရှိတယ်လေအောက်လက်ငယ်သားတွေကိုအလုပ်သမားတွေကိုဘလို့ control လုပ်တယ်လဲဘလို့ချိမြောက်တယ်လဲဘလို့စီကံစရာနဲ့ခိုင်းစေတယ်လဲအဲ့လုပ်ငန်းကိုတက်ကြွလုပ်ချင်တဲ့ဆန္ဒတွေပြင်းပြနေအောင်ဘလို့နှိုးဆော်ပေးတယ်လဲဒါတွေသိဖို့မလိုဘူးလားအများကြီးအဲ့ဒါတွေသိဖို့တော့ဉာဏ်ပညာခေါ်တယ်နိမန်လမ်းမှန်အကြောင်းအကျိုးကိုသိတာပါလေအဲ့ပညာမပါဘဲနဲ့ရမ်းကြိုးစားနေသင်္ကန်းတော်တို့ဖြစ်မှာပေါ့ပေသချီတို့ရေအဲ့ဒါကြောင့်အရင်ပြောက်သွားကြတယ်လည်းမနေဘူးဟုတ်ကလားရင်းနေတော့မြုပ်နှံလိုက်တာပဲဒါပေမဲ့ချိန်နေလည်းမသိချိန်ခါလည်းမသိကဘာကြီးရဲ့ချိန်နေလဲဘာမှမလေးလောက်ဒေါ်လာဈေးပဲနဲ့ရှိတယ်လဲဘာမှမသိဒေါ်လာနဲ့ဝယ်ရတဲ့ဒီပြည်တွင်းကုန်တွေကဘယ်လိုဟာတွေလဲဒေါ်လာဈေးတက်ကြပုံမှာဒီကုန်ပစ္စည်းရဲ့ဟလာတန်ဖိုးကတော့မှာပေါ့အဲ့တော့ပြည်သက်ကြီးတို့ရေမျက်စိချင်းလေးနဲ့ကြည့်လို့ဒီခေတ်မှာမကြည့်ပါနိုင်တော့ပါဘူးဒီတနိုင်ငံနဲ့ချင်းနေကြည့်လို့ကိုတိလို့ကိုမရတော့ပါဘူးနော်အိန္ဒိယနိုင်ငံရဲ့ချင်းနေတွေတကဘာလုံးရဲ့စီးပွားရေးချင်းနေအကုန်ကိုလိလာမှရတော့မှာဖြစ်စဉ်မှန်သမျှ global ဆန်းလာပါလေအဲကြောင့်ဒီနေ့ခေတ်ကို globalization တော့နေကြတခုခုဖြစ်စဉ်ဟာတနိုင်ငံနဲ့မပြီးတနေရာနဲ့မပြီးရှက်လွယ်ပြီးဖြစ်လာမှန်လားပြည်သက်ကြီးအဲ့ဒါကြောင့်အဲ့ဒါဒီကိုသိအောင်လေ့လာဖို့ကြတော့ပညာမလိုဘူးလားဝိမန္တဣတိပတ်ပါပါတယ်ဣတိပတ်ဘယ်နှပါသန္တာဣတိပတ်သန္တာပြင်းပြသန္တာပြင်းပြတာနဲ့အညီအလုတ်လုတ်ခြင်းနဲ့စိတ်ဓာတ်တက်ကြွမှုဝိရိယဆိုတဲ့ဝိရိယဣတိပတ်အခက်အခဲမတွေ့ရင်နောက်မတွန့်တဲ့စိတ်ဓာတ်မျိုးဆိုတဲ့
စိတ်ဓာတ်80ပါအဲ့ဒါလို့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ကြိုးစားအားထုတ်ရမှာနိမန်လမ်းမှာအကြောင်းအကျိုးခေတ်ကာလခြေနေချိန်ခါကိုသိမြင်နားလည်ခြင်းဆိုတဲ့ဝိမာန်သာ80ပါဘယ်နှမျိုးလဲအဲ့ဒီ80ပါ4မျိုးပြည့်စုံလို့ရှင်ဘုရားဘာသာဟုတ်တဲ့လူလည်းကြီးပွားတာပဲမဟုတ်တဲ့လူလည်းကြီးပွားတာပဲပိဿကြီးတို့ရုပ်ပစ္စည်းတွေကိုဒီဘုန်းကြီးထင်ကြီးလို့ပြောနေတယ်မထင်ပါနဲ့အနောက်နိုင်ငံလူတွေကိုမော့ကြည့်ဒူးထောက်လို့တဲ့စိတ်ဓာတ်နဲ့ပြောနေတယ်မထင်ပါနဲ့အဲ့ဒီရုပ်ဝတ္ထုပစ္စည်းတွေလည်းလူလောကရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းရပါပိဿကြီးတို့အရေးကြီးတဲ့အခန်းကဏ္ဍမပါဘူးလားပါလားပါတဲ့အကြောင်းပြောခဲ့ပါပြီစီးပွားရေးပေါ်မှာဘာတွေပြီးနေတယ်ဆိုတာဟုတ်လားပိဿကြီးအမေရိကန်နိုင်ငံမှာအသက်အငယ်ဆုံးဘီလီယံနာကလေးကျွဲတတိဘယ်လိုလုပ်ကြဘူးလဲ Microsoft Company ပိုင်ရှင်သူကွန်ပျူတာသုံးနေတဲ့ software တွေတီထွင်နေထုတ်လုပ်တယ်ဒါဘယ်လိုလုပ်ကြဘူးလဲမှားသွားရင်ပတ်စံပေးရပါဘူးဩရာချရပါဟုတ်တယ် Bill Gates အသက်အငယ်ဆုံးတန်းကြွယ်ကလေးကြွယ်သတိဖြစ်လာတာပိဿရှိလို့ရေးသူ့အကြောင်းလေးနည်းနည်းပြောပြပါမယ်သူကပထမဖြစ်ချင်တာသင်္ချာပညာရှင်ဖြစ်ချင်တာကျောင်းမှာသူတကယ်တော်တာကလည်းသင်္ချာနဲ့သိပ္ပံမှာတော်လို့သင်္ချာမှာအမှန်အပြည့်ရသူ့ရဲ့အာသာချက်ကိုသူသိတယ်သူဘယ်ဘက်မှာအာသာတယ်လဲသိပ္ပံပညာဘက်မှာအာသာသိတယ်သင်္ချာပညာဘက်မှာအာသာသူသိတယ်သူ့ရဲ့အာသာချက်ကိုဒါပေမဲ့လို့သူထက်တန်းကြောင်းပြီးလို့ထက်မြက်တဲ့ပုဂ္ဂိုလ်တွေတက်တဲ့ထက်တန်းကြောင်း Lakeside ဆိုတဲ့ထက်တန်းကြောင်းအဲ့ဒီထက်တန်းကျောင်းကထက်မြက်တဲ့ကျောင်းသားတွေသိတယ်ဝင်သူဝါသနာပါတာကိုလေ့လာလို့ရတယ်ဒါဆိုတာပုံပြီးရိုက်တွင်ထားတဲ့ကျောင်းမျိုးတစ်ခုဒါပဲတင်မယ်ဒါအာကုန်ချက်ဒါအလွတ်ချက်ပြီးဒါရေးချလိုက်တာအောင်ရမယ်တော့ကစတဲ့ပါပြီဒီလိုကျောင်းမဟုတ်ပြေတဲ့ချူဦးဇင်းတို့သာသနာလေးတစ်ခုတွေးကြည့်ပါဆိုပြီးထုတ်ဖို့စီစဉ်နေပါတယ်အလုပ်များလို့အဲ့ဘက်မလှည့်နိုင်ဖြစ်တယ်ဆက်ရုပ်တွေမွေးထုတ်တဲ့ကျောင်းဆိုတဲ့ခေါင်းစဉ်နဲ့သာသနာလေးတစ်ခုရှိလူအသိဉာဏ်အတွေးအခေါ်ကိုမြင့်တင်ပေးတာမျိုးမပါပဲနဲ့ဟာလားတကြောင်သွားပညာရေးမျိုးသင်ပေးတဲ့ကျောင်းဟာဆက်ရုပ်တွေမွေးထုတ်တဲ့ကျောင်းအဲ့တော့ကျောင်းဟာဘာလို့လူငယ်တွေရဲ့အသိဉာဏ်ပညာအတွေးအခေါ်ထက်မြက်လာပါညီတော်မြောက်ပြီးရနောက်တော့ထွက်လာတော့ဖောက်ပေါ်လေးခွင့်ပြုချက်နဲ့ပါရင်ပေါ့ဗျာဟုတ်လားလေဒါကြည့်တော့တွေးကြည့်ပါဆိုပြီးတော့ရေးထားတာလေးစိတ်ကူးပေါက်တိုင်းကားပေါ်စိတ်ကူးပေါက်ကားပေါ်တို့ထားတဲ့စာတို့ထွားဒသနာလေးယထာဘောစိတ်ကူးပေါက်ယထာဘောကောက်ရေးထားတဲ့ဒသနာလေးညအိတ်ခန္ဒီစိတ်ကူးတွေပေါ်လာရင်ပေါ်တဲ့အချိန်ကောက်ရေးစုထားတာဦးဇင်းအများကြီးရှိတယ်စာရေးတာဦးဇင်းငယ်ငယ်လေးဝါသနာပါအဲ့ရထွက်လာပါလိမ့်မယ်နောက်ကြောင်းညီညွတ်ရင်ပေါ့လေအဲ့တော့သူထက်မြက်တဲ့ကျောင်းသားတွေမှတဲ့ရတယ်အဲ့ကျောင်းသူမိမတွေလည်းပို့ပေးနိုင်တဲ့စီးပွားရေးခြေခံရှိတယ်အဲ့ဒီကျောင်းမှာကိုပဲအဆင့်အမြင့်ဆုံးနဲ့အောင်တော့သူဘယ်တက္ကသိုလ်ရောက်သွားတယ်လဲလို့ဆိုတော့ကအမေရိကန်နိုင်ငံမှာတကယ်ဝါအရင်ဆုံးဂုဏ်သိက္ခာအကြီးမားဆုံးတက္ကသိုလ်လို့ပြောလို့ရတဲ့ဟာဗတ်စီးပွားရေးတက္ကသိုလ်အဲ့ဒီရောက်သွားတဲ့ခါကျမှသူတင်ချပညာဘက်မှာသူအမြင့်ဆုံးထိတ်တန်းမဖြစ်နိုင်ဘူးလို့သိပါတယ်သူ့ထက်တော်တာတွေအများကြီးတွေ့နေတယ်အဲ့တော့သူအထက်တန်းကျောင်းမှာကလည်းသူ crazy ဖြစ်ခဲ့တာဘာလဲဆိုရင်ကွန်ပျူတာဘာလဲသူအဲ့ဒါဆန္ဒပြင်းပြအချိန်နဲ့အများကြီးပြေးပြီးတော့သူလေ့လာကြိုးစားအားထုတ်ခဲ့အဲ့ကွန်ပျူတာဘက်ကိုသူပြန်လှည့်သွားတယ်သင်္ချပညာဘက်ရှင်ဖြစ်ဖို့ရည်မှန်းချက်ကိုစွန့်ပလိုက်မဖြစ်နိုင်တော့လို့သူသိတယ်သူတွေတော်တာလည်းအများကြီးတွေ့နေတာကိုအဲ့တော့ဒီတစ်ဖက်မတော်ပေမဲ့ဒီဘက်မှာငါတော်နိုင်တယ်ဆိုတော့သူလမ်းကြောင်းကိုသူမမြင်ဘူးလားမြင်သလားမြင်တော့အဲ့ဒီဘက်မှာပဲသူနေရောညရောဘေးသက်ကြီးတို့ရေဘလောက်ထိအဲ့
ကွန်ပျူတာပြမှာ crazy ဖြစ်သွားတယ်လဲဆိုလို့ရှိရင်38နာရီမယမနာကွန်ပျူတာနဲ့လုပ်လို့တရက်မှာဘယ်နာရီရှိတာသူလုပ်တော့38နာရီအဲ့ဒါမအိမ်မနေဘူးဒါဖြစ်ချင်တဲ့ဆန္ဒပြင်းပြလို့လားမပြင်းပြလို့လားဘုရားရဲ့ဓမ္မတွေသင်မသေးကြပါနဲ့ဘုရားဘာသာဝင်မဟုတ်ပေမဲ့ဆန္ဒအဋ္ဌိပတ်သူ့မှာမရှိဘူးလားရှိတယ်ပြည့်တတ်ကြည့်လို့ရေအဲ့တော့ဒီလိုနီလန်းတွေသိဖို့ဆိုတာပညာဘုဒ္ဓတတိုးပါဖို့ဆိုတာတို့လူငယ်တွေပြောကြတယ်စာမဖတ်လို့ဖြစ်မလားမဖြစ်ဘူးစာဖတ်မှဖြစ်မယ်ပြည့်တတ်စီဝါရေးသမားစီဝါရေးနဲ့ပတ်သက်တဲ့စာဖတ်ဖို့လိုတယ်မှန်လားပြည့်တတ်ကြီးလို့တယ်သိပ္ပံပညာရှင်တွေလည်းသူတို့သိပ္ပံပညာနဲ့ပတ်သက်တဲ့စာပေတွေကိုတကယ်စာကြည့်လိုက်ကြီးတွေမှာသွားရှာဖတ်ခဲ့တာပဲအဒီဆင်တို့လည်းဖတ်ခဲ့တာပဲစာဖတ်ပါလို့တိုက်တွန်းခြင်းပါတယ်ဘီလ်ဂိတ်ဒီအခုဆိုဘလောက်ထိကြီးပွားတိုးတက်နေတယ်လဲဆိုရင်မြေဧက260ကျယ်တဲ့ဧရိယာအဝန်းအဝိုင်းအတွင်းမှာဆောက်အုံပေါင်း98လောက်ကလေးကိုကဆောက်အုံပေါင်းအစိတ်25ကျော်နေပြီအဲ့တော့သူ့ရဲ့အလုပ်သမားဝန်ထမ်းတွေဘယ်လောက်များမလဲစဉ်းစားပါပြည့်တတ်ကြည့်လို့သူအလုပ်တာငွေအတွက်မဟုတ်တော့ဘူးအခုလူတွေအတွက်အကျိုးရှိမယ်တီထွင်မှုတွေတစ်ခုပြီးတစ်ခုတီထွင်ပေးနေတယ်ဥပမာပြည့်တတ်ကြည့်လို့အခုဦးဇင်းတို့ခိုင်ပိဋကသုံးပုံဆိုရင်စာအုပ်ပါဠိတော်ကအုပ်40ရှိတယ်ဟမ်ပိဋကသုံးပုံကြည့်ရင်အုပ်40ထမ်းသွားမှာပဲသွားဟုတ်မလားပြည့်တတ်ကြည့်အဲ့ဒါကွန်ပျူတာကူထွက်နေတဲ့ stick လေးတွေနဲ့ထည့်လာလို့ရတယ် CD လေးတစ်ချက်နဲ့ပိဋကသုံးပုံကုန်ပါသွားပါဠိတော်ထာဂရတီကောင်ရိုမန်တောင်ပါလိုက်သေးတယ်ပြည့်တတ်ကြည့်လို့အဲ့ဒါလောက်ကြည့်ပေါ်လေလူသားတွေကိုကျိုးပြုတ်နိုင်မဲ့ကိစ္စတွေကိုတီထွင်တဲ့လုပ်ငန်းကိုလုပ်ဆန္ဒအဋ္ဌိပတ်ပြင်းပြခဲ့ဖို့ပြည့်တဲ့ကြီးပြောပါပြီအဲ့တော့ဆန္ဒကဖြစ်ကျင်တဲ့ဆန္ဒကပြင်းပြလာတော့38နာရီတဲ့မအိမ်မနေတစ်ဆက်ထဲမနာမနေတော့အိတ်ချိန်ပြီးတော့ဘလို့မှမတတ်နိုင်တော့ဘူးဆိုတဲ့ချိန်ကျမှအဲ့အခန်းနဲ့ကြမ်းမြေပေါ်ထည့်အိပ်ပလိုက်တာတော့လာမနေ့စားအစားစံတော့ဆန်လို့တဲ့ချိန်စားတော့ပြီးတော့အတန်းထိုင်လာပဲဝိရိယဟောတက်မလာဘူးလားဖြစ်ကျင်တဲ့ဆန္ဒနောက်ကဘာလိုက်လားဝိရိယလိုက်တာလေအခက်အခဲတွေတွေ့တာပေါ့အများကြီးတွေ့တယ်ဒါပေမဲ့နောက်တွန့်ရလားစိတ်ဓာတ်ကလည်းမခိုင်ပါဘူးလားခိုင်မာနဲ့ကြိုးစားတယ်စပ်ဖတ်ဖို့ပြောတာကပညာဘဟုတုတ္တလေသူကအခြေအနေခွင့်နဲ့အမြဲတမ်းကြည့်နေတဲ့ပုဂ္ဂိုလ်စီးပွားရေးမှာလည်းငါအောင်မြင်တဲ့စီးပွားရေးသမားတယောက်ဖြစ်ချင်တယ်တဲ့အဲ့ဒီမှာသူ့တကယ်ချင်းပေါ်အလင်းထက်တန်းကြောင်းကြတဲ့တကယ်ချင်းသူတို့ဒီဘီလ်ဂိတ်တို့ငယ်ရွယ်နဲ့ဂရေကျွဲတစ်ထည့်ဘီလီယံနာကြီးဖြစ်သွားရတာစာပေရဲ့ဂျေဇုဆိုတာပြောပြချင်လို့ပါပြည့်တတ်ကြီးသူတငယ်ချင်းပေါ်အလင်ကအဲ့သိပ္ပံပညာနဲ့ပတ်သက်တဲ့မဂ္ဂဇင်းတွေကိုအမြဲတမ်းဖတ်မလွတ်တမ်းဖတ်တနေ့မှအဲ့ဒီဟာဘစီဘာတက်ကတူတဲ့သူတငယ်ချင်းပေါ်အလင်ရောက်လာတယ်ဒါနဲ့မှမဂ္ဂဇင်းစာအုပ်တို့ကိုင်းလာတယ်မဂ္ဂဇင်းရဲ့နာမည်က Popular Electronic အဲ့ဒီမဂ္ဂဇင်းစာအုပ်တို့ယူလာပြီးတော့ဒီကိကိုပြthe session နဲ့လောက်ပဲရှိသေးတယ်အဲ့ဒီချိန်မှာပြတော့အဲ့ဒီချိန်မှာ PC ခေါ်တာပေါ့လေ personal computer တကူရင်သုံးတကူချင်းသုံးကွန်ပျူတာမကြခင်ဈေးကွက်မှာဝင်တော့မယ်ဆိုတဲ့ကြော်ညာပါလာပြည့်ချင်အဲ့ကြော်ညာကိုဖတ်မိပြီးတော့သူမအိတ်မနေမနာကြိုးစားအားထုတ်လာခဲ့တယ်အဲ့ဒီကွန်ပျူတာမှာထည့်ပြီးတော့သုံးတဲ့ software
ဒီကွန်ပျူတာတွေလူများစွာသုံးလာရင်ဒီထဲမှာဒီ software မသုံးမဲနဲ့ရမလားမြင်တယ်ဟန်ကြပြီအကွက်ဆိုင်ပြီးတဲ့ချင်းနေချင်းခါအခွင့်အလမ်းကိုနားလည်တဲ့ဝီမန္တ80ပတ်သူ့မှာမရှိဘူးလားအဲ့တော့မကြခင်ဈေးကွက်ထဲဝင်လာတော့မှဒီကွန်ပျူတာတွေအတွက်တို့ software တွေတီထွင်မယ်ဆိုပြီးတော့သူတို့ basic လို့သူတို့နာမည်ပေးတယ်ကွန်ပျူတာမှာကွန်ပျူတာစကားလုံးအသုံးနေနဲ့ခိုင်းရတာပေါ့ကွန်ပျူတာ language လို့ပြောရတယ်စက်ကိုလဲပတ်စေတဲ့ထိန်းချုပ်မှုစနစ် operating system ဆိုတာရှိတယ်ကွန်ပျူတာတက်နေတဲ့လူငယ်တွေပြပါလိမ့်မယ်မလေးလာလို့မရတော့ဘူးဟုတ်လားပြည်သက်ကြီးဒီနေ့ကဘာကြီးမှာကြီးကျယ်တဲ့စီးပွားရေးလုပ်ငန်းကိုလုပ်နေကြတဲ့ဘယ် company မဆိုသွားကြည့်ပါကွန်ပျူတာမသုံးတဲ့ company ရှိသလားမရှိတော့ဘူးဒါတကဘာလုံးကျယ်ပြန့်သွားမဲ့ကိစ္စဆိုသူသိတယ်ပြည်သက်တို့ရေးအဲ့တော့သူတို့ကအဲ့ဒီ computer language တွေရေးတာ program တွေရေးတာအဲ့တော့တကယ်ချင်းမေကောင်းဆွေကောင်းတွေကလည်းသူစုမိတယ်အဲ့သေးကြပြီတဲ့တို့ကဘာမှာတစုံတရာမဖြစ်မနေသုံးရမယ်အဲ့ဒါပစ္စည်းတစ်ခုကိုတို့ရောင်းချရင်ခဏလေးနဲ့ချမ်းသာနိုင်တယ်ဆိုတာအကွက်ကိုမြင်သွားတယ်အမျောအမြင်ဉာဏ်ပညာဘာပါလဲ80ပတ်နဲ့ပြောတော့ဝီမန္တ80ပတ်ကောမရှိဘူးလားအဲ့ဒီမှာပေးတဲ့ကြီးတို့ပညာတဝက်တစ်ပြည့်နဲ့တကက်ထိတ်တန့်တက်လို့ကြီးဟာပတ်စီဝဲတက်လို့ကနေထွက်ပလိုက်တာဘွဲမရပါဘူးဒီကိတ်ဘွဲမရဘူးသူမိဘတွေတော့စိုးရိမ်သွားတယ်သူတို့စင်မှာကဒီထိတ်တန့်တက်လို့ကြီးဘွဲတစ်ခုမှမရရင်လုပ်ငန်းရဖို့မလွယ်အဲ့တော့ဘွဲမရခင်ထွက်ပြလိုက်ကြောင်းထွက်ပလိုက်တာ19နှစ်ဖေးသားကြီးတို့တိတိကျကျပြောရင်1984ကခုနကြော်ညာဖတ်မိတာအဲ့ဒီအချိန်မှာသူတို့တငယ်ချင်းတွေစုပြီးတော့မှကြိုးစားတာဖေးသားကြီးတွေနောက်ဆုံးကွန်ပျူတာမှန်သမျှဟာသူတို့ software တွေမသုံးမဖြစ်သွားသူကလည်းကြွေးကြော်ထားတယ်ကမ္ဘာမှာရှိတဲ့အိမ်တိုင်းမှာရှိတယ်စပွဲတိုင်းမှာကွန်ပျူတာတစ်လုံးစီရှိလာမယ်အဲ့တော့ဘီလီယံနာထရီလီယံနာကြီးတွေဖြစ်လာတာဟာဘာလေးပါပြည့်စုံလို့လဲတကယ်ချမ်းသာသွားပြီ great တကယ်ကိုချမ်းသာသွားပြီဆိုတဲ့အခါကြပြန်တော့လေအဲ့ဒါလောက်ကြည့်မြင့်မာချမ်းသာသွားတဲ့ပုဂ္ဂိုလ်တွေဟာဒီစည်းစိမ်ဥစ္စာတွေသူတို့မိသားစုတစုတည်းသုံးလို့ကုန်သေးလားမကုန်နိုင်တော့ဘူးဆိုဘာတွေလုပ်တယ်လဲလို့စာတွေဖတ်ကြည့်ပါနော် ENDS ယောဂတိုက်ဖြည့်ရေးကာကွယ်ရေးဒုက္ခသည်များကယ်ဆယ်ရေးစသဖြင့်ကိုတကယ်လိုအပ်တဲ့ဆေးရုံတွေစာသင်ကျောင်းတွေအဲ့ဒါတွေအတွက်ပုံးလူတယ်စွန့်တယ်ဘုရားဘာသာဟုတ်ရဲ့လားမဟုတ်ပါဘူးသိဆွဲတွေကြည့်မနေကြပါနဲ့ဗုဒ္ဓကအောင်မြင်ကြောင်းကြီးပွားကြောင်းပြည့်စုံကြောင်းတရားတွေမဟုတ်ဘူးလားအဲ့ဒါတွေကိုနှလုံးသားထဲရှိအောင်မြင့်အောင်တိုးအောင်တက်အောင်လုပ်ကြမှလူမျိုးတိုးတက်မယ်ဗျောအတ္တတွေလျှော့ကြဘူးမှန်လားပြည်သက်ကြီးသူတို့အလုပ်လုပ်တာငွေအတွက်မဟုတ်ပါဘူးတဲ့ပြည်သက်ကြီးဘလောက်ဝီရိယနဲ့အလုပ်လုပ်တယ်ဆိုရင်ဘီလ်ဂိတ်ဟာတစ်ပတ်မှာနာရီ80အလုပ်လုပ်တယ်သူတငယ်ချင်းပေါ်အယ်လင်ဆိုလို့ရှိရင်တစ်ပတ်မှာနာရီ100အလုပ်လုပ်တယ်တို့လူငယ်တွေမေးခြင်းနဲ့တနေ့မှာဘယ်နှနာရီလုံးလုပ်တယ်လဲအဲ့ဒါကြီး speaking သင်တန်းတက်ခဲ့တော့ဦးဇင်းပြောပြပါတယ်ဘောမှာတက်ရည်တယ် time is money နောက်တစ်ကြောင်းက time is life အချိန်ဆိုတာပိုက်ဆံ they say time is money at the western countriesအနောက်နိုင်ငံတွေမှာပြောကြတာတော့ချိန်ဆိုတာမဝေးတဲ့ချိန်ကိုတန်ဖိုးထားပြီးအလုပ်ကြိုးကြိုးစားစားလုပ်ရင်မရဝေရမယ်တဲ့ဦးဇင်းအဲ့ဒါကိုတို့အရှိမကတော့အဲ့ဒါတော့မကဘူး time is life အချိန်ကဘဝပဲချိန်ဆိုတာချိန်ကိုဖြုံးရင်ဘာကိုဖြုံးရရောက်တယ်ဘဝကိုဖြုံးရရောက်ပါတယ်There are 24 hours
အဲ့ဒါတရားမှ20ဘယ်နာရှိလဲ24နာရီရှိတယ်အဲ့24နာရီမင်းအိတ်တာဘယ်နာရီအိတ်တယ်လဲမင်းသမင်းစားတဲ့အချိန်ကဘယ်လောက်ဘယ်နာရီကုန်တယ်လဲမင်းအဝတ်လျှော်တာရေချိုးတာတရခါလေးနာဘယ်နာရီကုန်တယ်လဲတန်ငယ်ရင်းနေနဲ့လက်ဖိုက်ဆိုင်မှာဟိုအကြောင်းဒီအကြောင်းပေါက်တက်ကရပြောပြီးကုန်သွားတဲ့အချိန်ကဘယ်နာရီလဲမေးပြတာ24နာရီ24နာရီကိုဘယ်လိုသုံးတယ်လဲဆိုတော့ကိုယ်လူတွေကိုမေးတာကိုယ်လူငယ်တွေကိုမေးတာဦးဇင်းတို့ speaking တဲ့တဲ့တုန်းကဒါပဲပြတတ်ကြည့်လို့လူငယ်တွေနဲ့ပေါင်းကြည့်တော့လူငယ်တွေအကြောင်းသိရတာပေါ့ပြတတ်ကြည့်ကျိုးအမဲပါပေါင်းတာပဲဒီဘုန်းကြီးအကုန်ပေါင်းပါလေပြတတ်ကြည့်လူငယ်တွေလည်းပေါင်းတာပဲအရက်သမားလည်းပေါင်းတာပဲအရက်သမားကိုပေါင်းတာဘယ်လိုစိတ်နဲ့ပေါင်းမလဲအရက်ပြအောင်တရားဟောလို့မြန်ရမလားဆိုပြီးတော့ဖြည်းဖြည်းဟာလားအဲ့လိုပါပြည့်တဲ့ကြည့်လို့နေတဲ့လူကိုကရုဏာနဲ့ပေါင်းရပါလေမှန်ရလားအဲ့ဒါပေါင်းတဲ့ဆက်ဆံရေးပါပဲအဲ့တော့လူငယ်တွေနဲ့အဲ့လိုပေါင်းကြည့်တော့သူတို့ကိုတိတဲ့လောက်ကလေးတွေပေါ့ပြောပြတာပါစပ်ဖတ်တဲ့အတွက်အချိန်စပ်ဖတ်ဖို့အတွက်အချိန်ဘယ်နှနာရီပေးတယ်လဲနေတယ် no answer ဖြေမရှိဘူးဗျအဲ့တော့ဘယ်မှာလဲဟောမှာတပတ်ကိုနိုင်တရားနိုင်80တဲ့အလုံးလုံးတာချမ်းသာတာမပြောနဲ့လေသဘောပေါက်လားဒီဆန္ဒတွေဒီဝိရိယတွေဒီစိတ်ဓာတ်တွေဒီအသိဉာဏ်မျောမြင်ဉာဏ်ပညာတွေမြမတို့ရဲ့နှလုံးသားမှာတိုးတက်မလာသေးသေးမြမပြည်ကြီးမတိုးတက်နိုင်ဘူးလို့ဒီဘုန်းကြီးပြည်ရင်ဟောခဲ့ပါတယ်ဗုဒ္ဓပြည်ရင်မှာဒေသကြီးဘာပြည်ရင်လဲအခုဟာလားအမေရိကန်မှာအသက်အငယ်ဆုံးနဲ့ခုနခရီးရွယ်သစေးကြီးဖြစ်သွားတာဟာဘာ၄ပါးပြည့်စုံလို့လဲအဲ့ဒါပါပဲပေသက်ကြီးတို့ရေဒါနဲ့တင်ကိုတဏှာကြီးပြည့်တော့မယ်အရေးမကြည့်ဘူးလားကြည့်သလား80ပတ်၄ပါးပြီးတော့တံ္ပရာ၄ပါးကိုပြောပြမယ်တံ္ပရာ၄ပါးမပြောခင်မှာအခုနကကြေညာထားတဲ့ဒီကသာလူတုတ်ဗုဒ္ဓဟောတယ်မြတ်ဗုဒ္ဓဤစီဝါရေးလမ်းညွန်နေစီဝါရေးနဲ့ပတ်သက်တဲ့တရားတွေကိုကျွတ်တို့ဗုဒ္ဓမဟောခဲ့ဘူးလားဟောခဲ့သလားဧကံသမယံဘဂဝါကောလိယေသူဝိဟရတိကကရပတ္တနာမကောလိယာနနိဂမောဧကံဘာသောသမယံခါကာလမဘဂဝါဘုံတော်6ဆုံးတကောကုန်နဲ့ပြည့်စုံကြကြရှင်တော်မြတ်ဖရာသည်ကောလိယေသူကောလိယမြို့၌ကကရပတ္တနာမကကရပတ္တအမည်ရှိသောကောလိယနကောလိယမင်းတို့၏နိဂမောနိဂုံရွာကြီးတရားထင်ရှိပါပေ၏တတ္တတော်ကကရပတ္တအမည်ရတဲ့ဒီကုံရွာကြီး၌ဝိဟရတိတရားဓမ္မဟောညွန်ပြကနေညာရှင်ပြောတရင်သုံးဆံလေတော်မူပါပေသတည်းကောလိယမြို့ပေသကြီးတို့ဘာမြို့လဲကကရပတ္တနိကုံပါဏိကုံနိကုံဆိုတာကဟိုတော့ကဒီလိုပဲလူတွေစွတ်တွားရင်လည်းဈေးတွေပါလို့ရှိတယ်မြို့ရိုးတိုင်းတော့မရှိဘူးအဲ့တော့စီကားတဲ့ရွာကြီးကြီးကျယ်ပေါ်လေဒီနေ့လည်းရှိပါတယ်ဟုတ်ပါလားပြည်သားကြီးမှန်ပါအဲ့တော့လူတွေစီကားတဲ့ဈေးတွေရှိတယ်လူထူတတ်တယ်ပေါ့လူနေမှုအုတ်တိုင်းတော့မြို့ရိုးတိုင်းတော့ရှိအဲ့နိဂုံလို့ဘုရားလက်ထက်ကခေါ်တယ်အဲ့ဒီကကရပတ္တိကုံမှာဗုဒ္ဓသတင်းသုံးပြီးတော့ဒီကဇာနုမင်းသားဘသူလဲကောလိယမင်းသားနာမည်ကဒီကဇာနုသူဘုရားဆံရောက်လာတယ်ဘုရားဆံရောက်လာပြီးတော့ဘေးသက်ကြီးတို့ရေတရားတောင်းပါတယ်တောင်းပါတယ်တရားတောင်းပါဗျာဟိုညညာတရားဟောကနေတရားမတောင်းကြဘူးလားအဲ့ဒါလိုမျိုးပဲသူတရားတောင်းတာကပိုတော်ကောင်းသေးတယ်မြတ်စွာဘုရားတဲ့တပည့်တော်တို့တဲ့အင်ယာတီထောင်လူပေါင်းမှာနေကြတဲ့လူသားတွေကာမဂုဏ်အာယုခံစားကြတဲ့လူသားတွေဆိုတာဟာတဲ့ဒါတွေမယားတွေနဲ့ကျင်းမြောင်းတဲ့အင်ယာတီထောင်လူပေါင်းမှာ
နေကြတယ်ဆိုတာတဲ့ထုံးစံတိုင်းပေါ့ခိုခေတ်ကတော့စန္ဒကုနတ်တာဆိုတာတတိတွေအသုံးပြုတာကာတိကသန္ဒနာကာတိတိုင်းတွေစန္ဒကုကိုပစ္စနုဘောမခံစားကြပါကုန်ဤဖရာထက်တန်းစားတွေသုံးဆောင်တယ်နတ်တာသုံးဆောင်မိမိတို့ဘုရားကြောင့်တို့ကောင်သုံးဆောင်ကြတာပဲပပရင်နတ်တာလေးချင်းဆိုတဲ့အမှုတွေလည်းပြီးတော့မပယ်နိုင်သေးဘူးတဲ့အမျိုးသမီးတွေတဏှာမလိမ့်မဲနေနိုင်လားလူပေါင်းမှာမနေနိုင်ဘူးလေဟုတ်လားပြည်တယ်မနေနိုင်ဘူးဗျာတဲ့ပြီးတော့ကြတော့သားနဲ့မယားနဲ့ဇနီးမြစီးပွားတွေကလုပ်နေရတော့ရွှေငွေမကင်လို့ရမလားမရဘူးဗျာပြီးတော့ရွှေငွေနဲ့ကင်ဆောင်သုံးဆွဲရသေးတာပဲတဲ့သူနဲ့သူတို့လူသားတွေနဲ့ကြိုက်တဲ့တရားတနည်းပြောရင်အိမ်တောင်တွေနဲ့ကြိုက်တဲ့တရားကိုသူတောင်းဗန္ဒီဘုံတော်ကြီးမားတော်မူပါသောမြတ်စွာဘုရားဤဓမ္မကျင့်တရားတို့သည်အမဂံဘုရားတပည့်တော်တို့လူသားတွေအတွက်ဒိဋ္ဌဓမ္မဟိတယမျက်မှောက်ဘဝ၌စီးပွားဖြစ်ဖို့ရာမျက်မှောက်ဘဝမှာပါဖြစ်ဖို့ဒိဋ္ဌဓမ္မဒုက္ခယမျက်မှောက်ဘဝ၌ချမ်းသာခြင်းငါတမ္ပရာယဟိတယတမလွန်ဘဝမှာလည်းစီးပွားဖြစ်ခြင်းငါတမ္ပရာယဒုက္ခယတမလွန်ဘဝမှာလည်းချမ်းသာခြင်းငါအတုဖြစ်ကုန်ရာ၏ဗန္ဒီဘုံတော်ကြီးမားတော်မူပါသောမြတ်စွာဘုရားဘဂဝါမြတ်စွာဘုရားရှင်သည်တေတံသောအမဂံထိုဘုရားတပည့်တော်တို့အားတထာဓမ္မတို့မျက်မှောက်ဘဝမှာရောတမလွန်ဘဝမှာရောကြီးပွားချမ်းသာကြောင်းဖြစ်တဲ့တရားမျက်မှောက်ဘဝရောတမလွန်ဘဝရောဘာဖြစ်တဲ့တရားကြီးပွားချမ်းသာကြောင်းဖြစ်တဲ့တရားကိုဒီသေးတုဟောကြားတော်မူပါတော်မြတ်စွာဘုရားရဲ့လို့ဒီကဇာနုကောလိယဗုဒ္ဓဒီကဇာနုမြည်ရှိတဲ့ကောလိယမင်းသားသည်ဘဂဝန္တံဘုံတော်6ပါးသခင်ဘုရားရှင်ကိုအဝဇံကောင်းစွာမသွေတောင်းမှန်လျောက်ထားလိုက်ပါပေသတည်းပါဠိစကားလုံးကဒိဋ္ဌဓမ္မဟိတာပြောကြည့်ပါဒိဋ္ဌဓမ္မဟိတဆိုတာမျက်မှောက်ဘဝမှာရရှိတဲ့စီးပွားဖြစ်တာပြောတာမျက်မှောက်ဘဝမှာဘာဖြစ်စီးပွားဖြစ်မဲ့တရားဒိဋ္ဌဓမ္မဒုက္ခဆိုနောက်ဘဝမှာချမ်းသာဖို့ခုဘဝကိုချမ်းသာမဲ့တရားတဲ့တရားတောင်းတာကောင်းတာပြီးတော့အေးရတယ်တော့စီးပွားမလုပ်ရဘူးလားလူသားတွေစီးပွားမလုပ်လို့ပဲဖြစ်မလဲပတ်စံမရှာလို့ပဲဖြစ်မလဲအလုံးမလုံးငတ်မှာပေါ့ဟုတ်ကလားလက်လုံးမှာဘာသာလောက်ရတဲ့ခက်ကြီးမှာမူရောမေ့ရောပြီးတော့မူပြီးတော့ယူပြီးတော့စီဝါဘာမှမလုပ်လို့တော့ဘယ်ထက်တန်းရောက်ပါလဲပြည်သက်ကြီးမှားရလားစဉ်းစားကြဖို့ပါဆင်ခြင်ကြဖို့ပါအဲ့မျက်မှောက်ဘဝဟောတမလွန်ဘဝကိုကြီးပွားကြောင်းတရားစီးပွားဖြစ်ကြောင်းတရားချမ်းသာကြောင်းတရားဟောတော်မူပါမြတ်စွာဘုရားဒီကဇာနုမင်းသားဘုသူလျှောက်ထားအဲ့ဒီမှာမြတ်စွာဘုရားကသူ့ရဲ့မျိုးနွယ်အမည်ကိုခေါ်ပြီးမှဗျေကပိစ္ဆာကိုဗျေကပိစ္ဆာမြို့သားဣဒလောကေဟောဒီလောကမှာသတ္တရောလေးပါးကုန်သောဣမိဓမ္မဤတရားတို့သည်ဒိဋ္ဌဓမ္မဒုက္ခယမျက်မှောက်ဘဝ၌စီးပွားဖြစ်ခြင်းငှာမျက်မှောက်ဘဝမှာဘာဖြစ်မယ်စီးပွားဖြစ်မယ်ဒိဋ္ဌဓမ္မဒုက္ခယနောင်ဘဝရောက်မှာမဟုတ်ခုဘဝမှာချမ်းသာခြင်းငှာခုဘဝမှာဘာဖြစ်မယ်ချမ်းသာခြင်းကတံဝတ္တန္တိဖြစ်ကုန်၏မျက်မှောက်ဘဝမှာစီးပွားဖြစ်ကြောင်းတရားချမ်းသာကြောင်းတရားဟာ၄ပါးရှိပါတယ်တဲ့ဘုရားဟောတာပဲနှစ်ပါးပိဿတို့ရေပါဠိတွေအများကြီးရွရင်2နာရီနဲ့မပြီးပဲနေမှာဆိုလို့နောက်ကလိုက်ဆိုလိုက်ဥဋ္ဌာဏတံပထအာရခတံပထကလျာဏမိတ်တာသမ္မဇီဝိတာဘယ်နှပါတော့အဲ့ဒါကိုတံပဇာ၄ပါးခေါ်ဘ
ဘာလေးပါလဲသံဗရာလေးပါဆိုတာပြည့်စုံရမယ်တရားတဲ့ជីវခြင်းတဲ့သူတွေဒီဘဝမှာချမ်းသာခြင်းတဲ့သူစီးပွားဖြစ်ခြင်းတဲ့သူတွေမရှိမဖြစ်ရှိရမယ်တရားဘယ်နှပါကတမဇာပြေကပိဇာဥထာဏသမ္ပဒါပြေကပိဇာအမျိုးသားဥထာဏသမ္ပဒါထားကြွလုံးလဝိရိယနဲ့ပြည့်စုံရမယ်။ဘာနဲ့ပြည့်စုံရမယ်။ပြင်းနေလို့စီဝါဖြစ်ပါမလား။စိတ်ဓာတ်ကြလက်မိုင်ချနေလို့စီဝါဖြစ်မလား။မဖြစ်ဘူးလေ။ဥထာဏသမ္ပဒါထားကြွလုံးလဝိရိယနဲ့ပြည့်စုံရမယ်တဲ့။အာရကသမ္ပဒါဆုံးရှုံးမှုနဲ့ပြည့်စုံရမယ်။နံပါတ်1ပါနဲ့ကလျာဏမိတ်တမိတ်ကောင်းဆွေကောင်းပေါ်ရမယ်။နံပါတ်3ပါပေါ်ရမယ်။သမ္မာဇီဝိတမြတ်တစွာအသက်မွေးရမယ်။နံပါတ်4ကအဲ့ဒါလေးမှတ်ပါပိသကြီးတို့ကြီးနံပါတ်1ထားကြွလုံးလားဝိရိယရှိရမယ်ဥထာဏသမ္ပဒါနံပါတ်2စောင့်ရှောက်မှုနဲ့ပြည့်စုံရမယ်အာရခသမ္ပဒါမိတ်ကောင်းဆွေကောင်းပေါ်ရမယ်ကလျာဏမိတ်နံပါတ်3ကလျာဏမိတ်ရှိရနောက်နံပါတ်4မြတ်တစွာအသက်မွေးတတ်ရမယ်သမ္မာဇီဝိတာသံဗရာဘယ်နှပါအဲ့ဒါလို့မတ်ကစင်တန်းပြီးမှဘုရားမြတ်စွာအကျယ်ချက်ဟောတယ်ထာကြွလုံးလဝိရိယနဲ့ပြည့်စုံမှုဥထာဏသံဗရာဆိုတာပဲပါဏိပြေကပိဇာမျိုးသားဤတာလောကေဟောဒီလောကမှာကုလဗုဒ္ဓမျိုးကောင်းသားမျိုးကောင်းသမီးသည်ယတိကတိယဝလေလုံချင်းအမှုကိစ္စဖြင့်ဖြစ်စေယတိဝနိဇာယဝကုံသွဲခြင်းဖြင့်ဖြစ်စေယတိကောရခေနဝနွားကြောင်းခြင်းအလုပ်ဖြင့်ဖြစ်စေယတိအိတ်တတိနဝလေသမတဖြင့်ဖြစ်စေယတိရဇပောရိတေနဝမင်းမူထံယောက်ျားလကာသဖြင့်လည်းဖြစ်စေယတိသိပညာတရေနဝါခြားတစ်ပါးသောအသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုခုဖြင့်ဖြစ်စေကိုလဘုဒ္ဓမျိုးကောင်းသားမျိုးကောင်းသမီးသည်ဇီဝိကံကပိတိအသက်မွေးမျိုးဤတထတို့မိမိလုပ်တဲ့အသက်မွေးဝမ်းကြောင်းအလုပ်၌တခောလိမ္မာကျွမ်းကျင်ရသည်ဟောတိဖြစ်၏အပ္ပဥထာဏသံဗရာဆိုတာလုံလဝိရိယနဲ့ပြည့်စုံရမယ်လုံလဝိရိယနဲ့ပြည့်စုံတယ်ဆိုတာဘယ်လိုလဲတဲ့အဲ့တော့လုတ်တဲ့လုပ်ငန်းဟာတဲ့ပြီးတော့လူလောကရောက်လာမှတော့စီးပွားရေးတစ်ခုခုတော့မလုပ်ရဘူးလားလုပ်ရတယ်မလုပ်မဖြစ်ဘူးတချို့ကဈေးရောက်တယ်လေမှန်လားပြည်တချို့ကခွန်းရရောက်တယ်လေတချို့ကလက်ဖက်ရည်ဆိုင်ဖွင့်တယ်လေမှန်လားပြည်ကြီးတချို့ကဟိုတရတိစီစဉ်လုပ်တယ်လေမှန်လားလုပ်ငန်းအမျိုးမျိုးတွေတချို့ကပဲယူလေးလုပ်တယ်လေဒီမှာတော့ဘာလို့စားလေးခွေဟုတ်ကလားလုပ်ငန်းမျိုးမျိုးမရှိဘူးလားတချို့ကစားလေးခုံလုပ်တယ်လေလုပ်ငန်းတွေတူရလားလုပ်ငန်းမတူဘူးလားအသက်မွေးဝမ်းကြောင်းအလုပ်ခေါ်တာပဲအမျိုးမျိုးလုပ်နေကြတာမလုပ်လို့လည်းဖြစ်ဘူးအဲ့ဒီလိုလုပ်တဲ့အခါမှာတတတော်မိမိပြုလုပ်တဲ့မွေးဝမ်းကြောင်းလုံးလိုက်တဲ့ခေါ်လိမ္မာကျွမ်းကျင်ရမယ်။ဘာဖြစ်ရမလဲ။လောကဝိရိယပြည့်စုံတာအဲ့ကိုလုတ်တဲ့လုပ်ငန်းပေါ်မှာလိမ္မာရကျွမ်းကျင်နေရမယ်။သူများလိုက်ပေးနေကြမလို့ဘယ်လုပ်ငန်းလုပ်လို့ပေါ်ပြီးတဲ့ကြီးတို့လုပ်ငန်းဟာတီးငယ်တယ်ဆိုထင်သေးလို့မရပါဘူး။အာလူကျော်လေးရောင်းပြီးကြီးပွားနေကြတာအများကြီးကောင်းရရောင်းပြီးတော့တိုက်တဲနေကြတာအများကြီးအဲလိုမြင်ကြပါဦးမလေးမအောင်ရှိပါတယ်မရှိဘူးလားရှိသလားတတတော်မိမိလုပ်တဲ့သမီးဝမ်းကြောင်းလုပ်ငန်း၌တခေါ်လိမ္မာကျွမ်းကျင်ရမယ်ဘာလုပ်ငန်းလုပ်ပါလဲအဲ့လုပ်ငန်းမှာနံပါတ်1ဘာဖြစ်ကျွမ်းကျင်ရမယ်ကိုရရောင်းလာတော့မှပြီးကပြည့်ရောင်းတဲ့ဆိုင်ဘယ်သူစားမလဲ
တခါတစ်ခေါက်ပဲဟိုဘေးမှာဆိုင်ဝေးတဲ့ဆိုင်သွားဖို့ချင်းရတယ်မရလို့တစ်ခါစားမှအမှပေါ့အဲ့တော့ကောင်းရရောင်းတဲ့လုပ်ငန်းနဲ့ကောင်းရရောင်းတဲ့ဆိုတာအဲ့မိမိလုပ်ငန်းနဲ့ပတ်သက်ကြွကျင်ရတယ်နော်ကွန်တီကိုဖန်တတ်မရှိအောင်ဘယ်လိုလုပ်ရမလဲစားသုံးသူတွေဝါလို့ပြုတ်လို့ကောင်းအောင်ရွနေအောင်ဘယ်လိုလုပ်ရလဲထိုးကိုစိတ်နေအောင်မဆက်အောင်မပေါက်အောင်ဘယ်လိုဖောက်ရတယ်ကွန်ရွက်ကိုဘယ်လောက်ကြည့်ရင်ကွန်တီဘယ်နှစိတ်ထည့်ရင်စားလို့ကောင်းတယ်လေတီးဖို့မလိုဘူးလားတက်မွေးဝမ်းကြောင်းအလုံးနဲ့ပတ်သက်ကိုလုတ်တဲ့လုပ်ငန်းပေါ်မှာကျွမ်းကျင်ရတယ်ဆိုတာသိစရာရှိတာမှန်သမျှသိအောင်လေးလာထားရမယ်ဗျာသဘောပေါက်ရဲ့လားဆိုတော့ဘာလို့လုပ်ငန်းကိုလုပ်ငန်းကိုပြီးပြင်းအောင်မှမလုပ်ချင်ကြတာပဲပြီးပြင်းအောင်မလုပ်ချင်ကြဘူးပေးတယ်တာမန်စိတ်ဓာတ်နဲ့တော့တာမန်အဆင့်တန်းပဲနေရမယ်လို့သဘောပေါက်ကြပါဟုတ်လားပေးတယ်ကြီးစာတင်ကျောင်းဆရာဘွားနဲ့စာတင်ရတာတွေမရှိဘူးလားဒါလည်းသင်ပွေးဝမ်းကြောင်းတစ်မျိုးပဲကျောင်းဆရာဘွားနဲ့စာတင်တော့ကိုက10ရမ်းမတင်10ရမ်းကိုယူတဲ့ဘာသာရပ်ကိုတင်တဲ့ဘာသာရပ်မှာစာမျက်နှာဘလောက်ပါရှိတယ်အပိုက်ဘလောက်ကြည့်လိုက်စမ်းကျောင်းသားတွေရှိရတယ်ဟာလို့မာမမတ်မတ်နဲ့ကျောင်းသားတွေအားကျသွားတော့အောင်ကျွမ်းကျင်ရမယ်အဲ့ဒါလို့ဟာငါတို့ဆရာကျွမ်းတယ်ဟေးကြည့်တယ်ဟေးတို့လည်းဆရာဖြစ်ရင်အဲ့လိုသင်နိုင်ကောင်းပါပဲတပည့်တွေ example ဖြစ်သွားတယ် good example ဖြစ်ရမယ်စံပြကောင်းဆရာတွေဖြစ်ဖို့မလိုဘူးလားသူတို့ဟုတ်ပါမဖြစ်လို့သင်ရသည်မလွဲတာလို့သွားရသည်ဖြစ်နေကြတယ်သစ္စာလည်းမဲ့မှာမမောတော့တာဟုတ်လားပြည်တယ်ကြီးသစ္စာလည်းဟုတ်တယ်လေမဲ့မှာမမောတော့တာဟိုအဲ့တော့ခင်ဗျားတို့လောကကြီးဖြစ်နေပုံစဉ်းစားကြကိုယ်လုပ်ငန်းမှာကိုမဖြစ်ရမလဲကျွမ်းကျင် workshop ပြင်တဲ့ပုဂ္ဂိုလ်တယောက်ဟာကားသက်တန်နားထောင်ကြည့်တယ်နော်ဘယ်နာချုံရင်းနေတယ်လို့သိဖို့မလိုဘူးလားလိုတယ်ဗျာခောက်ဆွဲပြုတ်တဲ့လူတွေရောဘယ်နှမိနစ်တော့ပြုတ်ထားရင်ကြက်ပြီးသိကိုသိရမယ်ခဏခဏပြေးကြည့်နေကြမလိုဘူးသဘောပေါက်သလားပေးတဲ့ကြီးလို့တတတို့မိမိလုပ်တဲ့စီးပွားရေးလုပ်ငန်းလိုက်တဲ့ကိုယ်လိမ်မှကျွမ်းကျင်ရမယ်မလိမ်မှမကျွမ်းကျင်ရင်အလိမ်ခံရမယ်ရှုံးလိုက်မယ်သဘောပေါက်ကြလားပေးတဲ့ဘုရားအတိအကျတဲ့ပြည့်စုံနေဟောပါတယ်ခက်တာအဲ့ဒါတွေပြည့်စုံအောင်မလုပ်ကြတာဘယ်ကြီးပွားမလဲတဲ့ကိုယ်လိမ်မှကျွမ်းကျင်ရမယ်လားတော့ပြင်းရည်ခြင်းမရှိရပါကိုယ်လုပ်ငန်းမှာဘာမဖြစ်ရဘူးလေမပြင်းရဘူးတဲ့တွေ့မှထလို့ရတာပါပဲဈေးနေတော့နောက်မှထွက်ရတာပါပဲတဲ့စောစောထွက်တဲ့လူတွေရောင်းလို့ကောင်းတော့ကောင်းပြီပြင်းနေတာဈေးရောက်တဲ့ပုဂ္ဂိုလ်သာစောစောရောက်အောင်သွားမှားရပြီတဲ့ဒီတချို့ကအစောကြီးထဝယ်ကြတာလေကောင်းချင်းပေါင်းဆိုပြီးအစောကြီးကြားတယ်မလားလမ်းကြိုလမ်းကြတယ်မှာအစောကြီးဈေးတယ်ဆိုတာဝိရိယရှိရတယ်ပြင်းမနေရဘူးတဲ့ကိုလုံးတဲ့လုပ်ငန်းပေါ်မှာချို့ကမဟုတ်ပြင်းကြီးဖင့်တွဲနေတာမကြီးပွားတာလည်းပြောနေကြည့်လိုက်ရင်လက်ကြောမတင်းတာလည်းအများကြီးဟုတ်တယ်စာကျောင်းသားလည်းကျောင်းသားစိတ်ဝင်စားဘူးကဲဘယ်နဲ့လုပ်ကြမလို့ကျောင်းသားတကယ်စိတ်ဝင်စားသလားကြီးမှန်းချက်အတော်ကြီးတဲ့ကျောင်းသားတွေတော့စိတ်ဝင်စားပါတယ်ဘွဲရရင်ဘာလုပ်မယ်ဘယ်နှပါးသာဂုံတူးပါအောင်လုပ်မယ်စသည်ဖြင့်ပေါ့တကယ်ကြီးမှန်းချက်ကြီးတဲ့ကျောင်းသားအမေဖေတွန်းနေကြဖို့မလို့သူ့အတူအချိန်ယူပြီးတော့ကြိုးစားတာပဲအဲဒါစန္ဒပြင်းပြဖို့လိုတယ်စန္ဒတကယ်ပြင်းပြလာရင်သူများအခိုင်ဆောင်သေးလားမဆောင်တော့ဘူးဦးဇင်းတို့သူများခိုင်းတာမလုပ်ကိုဟာကိုလုပ်သူများခိုင်းလုပ်ချင်မှလုပ်တယ်စိတ်ကသိတဲ့ကြောအဲကိုလုပ်ရမယ်လို့ကိုသူများခိုင်းကြလည်းမလုပ်ဘူးခိုင်းလည်းမဆောင်တို့စိတ်တက်ကတော့အဲ့လိုပဲတို့လူငယ်တွေနှိမ့်ချပြောနေတယ်မအောင်ပေးပါနဲ့အားမရလို့ပါကြီးပွားစေချင်ပါလေတို့တက်စေချင်ပါလေကဘာမှာမြန်မာအေးလို့ကြွေးကြော်နိုင်ရင်ကောင်းမယ်သို့တော်စိတ်ဓာတ်တွေအရင်ပြင်မှာပြင်လို့မရတဲ့ဘိုင်းတွေခဏထားကြပါဟုတ်လားပြည်တယ်ဆိုတော့ဟုတ်ပါဘူးဟိုလည်းညိုးထိုးတယ်နိုင်ငံရေးရဘာဖြစ်လို့ညာဖြစ်လို့လေတရုတ်တွေကလားတွေလည်း24နာရီအတွင်းမှာအလုပ်လုပ်နေကြတာပါပဲဒီ
အုတ်ချုပ်မှုအောက်မှာလှုပ်လှုပ်နေကြတာပါပဲဘာပြောမလဲတဘောပါရတဲ့တည်းကြီးလို့အဲ့တော့ပထမဘာပြန်စိတ်ဓာတ်ကိုပြင်ပါဘာပြင်ရမှာလဲတဲ့ကောမိမိလုပ်တဲ့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်အောင်လေ့လာပါဖတ်ရှုပါအထူးယူပါကြီးပွားတဲ့သူတွေနဲ့ပေါင်းပါဟုတ်မလားအနလာတော့ကိုယ်လုပ်ငန်းပေါ်မှာမပြင်းနဲ့တဲ့ပြီးတော့ပါရှိရမယ်မှတ်ခဲ့တော့ပိသက်ကြီးတို့အဲ့ပါမှဖြစ်မယ်ဒီတရားဟာကိုယ်လုပ်ငန်းပေါ်မှာမပြင်းရမလဲကြွကျင်ရမယ်ဒါမှလည်းမပြင်းရဘူးတဲ့တတ္တတို့မိမိလုပ်တဲ့စီးပွားရေးလုပ်ငန်း၌ဥပါယယဝိမန္တယအကြောင်းကိုစိုးစံစင်နိုင်တဲ့ဉာဏ်ပညာနဲ့သမဏဂတော်ပြည့်စုံရတယ်နံပါတ်3ချက်ပြောမယ်အချင်းနဲ့ချိန်ခါနာလေတဲ့ပညာဉာဏ်ရှိရမယ်ချင်းနဲ့ချိန်ခါနာလေတဲ့ဘာရှိရမှာလဲဒီချိန်ဒီအခါမှာဘသူတွေရဲ့ခက်လဲဘသူတွေနဲ့တဲ့အောင်ပေါင်းရမှာလဲလို့ဘယ်လိုဖောက်သေးတွေနဲ့မိမပြတ်အောင်ပေါင်းရမလဲလို့ဟုတ်တယ်သံဃာဖွင့်ကိုသွားကြည့်ပါဣမသမိန်ကာလေဟောဒီလိုချိန်ကာလမှာဣဒံနာမကမ္မဟောဒီလိုစီဝါရေးလုပ်ငန်းကိုကာတုံလုပ်ရှင်းတာဝတ္တတိတင့်ဤဒီချိန်မှာဟောဒီလိုစီဝါရေးလုပ်တဲ့နဲ့ဒါတွေမယင်းဒီမမြုံနှံတဲ့မူဒါတွေအတွက်ယင်းဒီမြုံနှံထားရမယ်သိရမယ်ချိန်နေချိန်ခါသိရမယ်တဲ့ဗျာသိရလားသိတဲ့သူတွေရှေ့ရောက်ကုန်ပြီသဘောပေါက်ကြရဲ့လားဘာဘယ်သူမှပြောမနေနဲ့ကိုအားလားကိုသိဖို့ပဲဒီချိန်ဒီကံဒီကိဒီကမှာဘယ်လိုစီးပွားရေးမျိုးလုပ်ရမယ်ဘယ်လိုအလုပ်မျိုးလုပ်တင်တယ်ဘယ်လိုအလုပ်မျိုးမလုပ်တင်ဘူးဘယ်လိုလူနဲ့ပေါင်းတင်တယ်ဘယ်လိုလူနဲ့မပေါင်းတင်ဘူးဆိုတာသိတယ်ဉာဏ်ပညာလိုတယ်ဘာလို့ပါလဲကာတုမိမိရဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ခြင်းငါလာစွမ်းနိုင်ရမယ်ကိုလုပ်နေတဲ့ကိုဥဆောင်နေတဲ့စီးပွားရေးလုပ်ငန်းကြီးမှာလုပ်နိုင်တဲ့စွမ်းတတ္တိရှိရမယ်ချစ်ကြည်တဲ့တော့ကြဟောကျမ်းမှာယောဂဟောထားဖောက်ရဖာဖောက်ကိုလုပ်ငန်းကိုဘာမှလှုပ်ဆောင်နိုင်စွမ်းမရှိဘူးဆိုရင်အောင်မြင်မှာမလားတန်ဝိဓာတုစီမံခံွယ်ခြင်းကအလံစွမ်းနိုင်ရမယ်ကိုယ်စီပိုင်းလုံနိုင်စီမံခန့်ဝဲတတ်ရမယ်ဘယ်သူဟာဘယ်လိုနေရာမှာဘသူ့ကိုထားမယ်ဘယ်လိုနေရာမှာဘသူ့ကိုခိုင်းရမယ်သိရမယ်စီမံခန့်ဝဲတတ်ရမယ်ကြီးပွားခြင်းတဲ့သူတွေဒီကဇာနုကောလျာမင်းသားကနောက်ဘဝမို့ဒီဘဝကြီးပွားကြောင်းချမ်းသာကြောင်းပြောပါဟောပါတောင်းတာနောက်တမလွန်ဘဝကြီးပွားကြောင်းချမ်းသာကြောင်းလည်းဟောပါဆိုနှမျိုးမေးထားတာဘုရားကဒီဘဝကြီးပွားချမ်းသာကြောင်းအရင်ဟောနေတယ်ဩဌာနသံပဒပါပဲခြားကြွလုံးလာဝိရိယရှိရမယ်ဆိုတာမိမိလုပ်တဲ့စီးပွားရေးတဲ့မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်ရမယ်မပြင်းရဘူးရှင်နေချိန်ကနားလဲတဲ့ဘာရှိရမယ်ဉာဏ်ပညာရှိရမယ်ကိုယ်လုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်စွမ်းရှိရမယ်အောက်လင်ငယ်သားတွေကိုစီမံခံွယ်တတ်ရမယ်တဲ့နေရာမှန်လူမှန်ဆိုတာထားတတ်ရတယ်ကောင်းဆောင်လို့အောင်မြင်တဲ့စီးပွားရေးတွေသွားကြည့်ပါပြည်သက်ဘယ်လိုလူကိုလက်ထောက်ထားတယ်လဲဘယ်လိုလူကိုဘယ်နေရာမှာဘယ်တောင်းပေးတယ်လဲဆိုတာသိတယ်ဉာဏ်မရှိဘဲနဲ့ကြည်ပါပါမလားကြည်ပါဘူးကောင်းဆောင်ဆိုတာအောက်ခြေနဲ့အမြဲတမ်းမျက်ခြေမပြတ်ရှိနေရတယ်စီးပွားရေးသမားဖြစ်ဖြစ်ဘာသာရေးလုပ်ငန်းဖြစ်ဖြစ်နိုင်ငံရေးကဘယ်ကိစ္စဖြစ်ဖြစ်ပါလေကောင်းဆောင်ဆိုတာအောက်ခြေနဲ့မျက်ခြေပြတ်နေဒလွဲတွေဖြစ်တတ်တယ်ဗျဟုတ်လားပြတဲ့ကြီးအဲ့ဒါဖယံဟောထဲမှာအကုန်မပြဘူးလားပြတယ်တန်ဝိဓာတုစီမံခံကိုခြင်းကလမ်းစွမ်းနိုင်ရမယ်ပြက်ကပစ္စာဟုပြက်ကပစ္စာမျိုးသားဥဋ္ဌာဏသံဗရာထားကြွလုံးလာဝိရိယနဲ့ပြည့်စုံရမယ်ဆိုအယံဤဒီကိုပင်အယံဤကဲ့သို့မိမိလုပ်တဲ့စီးပွားရေးအတန်မွေးဝမ်းကြောင်းလုပ်ငန်း၌ကျွမ်းကျင်ခြင်းမပြင်းရည်ခြင်းခြေနေချိန်ကနားလည်ခြင်း
လှုပ်ဆောင်နိုင်စွာရှိခြင်းစီမံခန့်ခွဲတဲ့ခြင်းဒီပင်လျင်စီမံခန့်ခွဲတဲ့ခြင်းကိုပင်လျင်ဥဋ္ဌာဏတမ္ပရာထကြွလုံးလဝိရိယနှင့်ပြည့်စုံမှုဟု၍ဩဇာတိမုတ်ချကိန်းသည်ခေါ်ဆိုအပ်ပါပေတည်းအဲ့ဒါဥဋ္ဌာဏတမ္ပရာဆိုတာအဲ့ဒါပါအဲ့ဒီအင်္ဂါရက်တင်နဲ့ကြည်ရင်ဝိရိယနဲ့ပြည့်စုံပြီလို့ပြောနိုင်တယ်တဲ့ဆိုတော့ဟုတ်ပါဘူးကိုလုပ်တဲ့အလုပ်ကျွမ်းကျင်အောင်လည်းမလေ့လာကြမလေ့လာတော့မတောက်တစ်ခေါက်ပဲတတ်တယ်မတောက်တစ်ခေါက်တတ်တော့စီးပွားရေးလည်းမဖြစ်တဲ့ဖြစ်ရှိမှာပေါ့ဟုတ်လားပြည့်တဲ့ကြီးဥဋ္ဌာဏတမ္ပရာနံပါတ်1အာရက္ခတမ္ပရာအာရက္ခတမ္ပရာစောင်းရှောက်ခြင်းနဲ့ပြည့်စုံရမယ်ဘာနဲ့အဲ့ဒါကဘယ်လိုလဲလို့ဆိုတော့မြန်မာလိုပဲပြောကြပါစို့ပိဿတိတို့ပြောကြတယ်မကုန်မှဆိုလို့ပါဠိတွေကျွန်းနေကုန်မှမဟုတ်တော့သူတို့ပြောရင်တော့အဲ့ဒါလိုအမျိုးမြင်ဉာဏ်ပညာတွေလုံးလာဝိရိယတွေရအောင်ရှာလို့ကိုယ့်ရဲ့ခွန်အားကိုအားကိုးပြီးတော့မှရှာဖွေလို့ရရှိလာတဲ့စည်းစိမ်ဥစ္စာတွေကိုတဲ့ရန်သူမျိုး၅ပါးမပြည့်စည်နိုင်အောင်စောင့်ရှောက်တတ်မယ်။ဘာတွေမပြည့်စည်နိုင်အောင်မေငါယီဣမေဘောဂီဟောဒီစည်းစိမ်ဥစ္စာတွေကိုကိဋ္တိအဘယ်သို့လျင်ရာဇာနောမင်းစုမင်းကြီးတို့သည်နေဝဟရိယောမယူဆောင်နိုင်ကုန်ရာအနီးဘယ်နှန်းလေးမှထားရင်ထောက်လန်းရည်တွေလွတ်မလဲစာရပြပေါ်လေဘယ်နှန်းလေးမှအဲ့ဒါတိမ့်ထားလို့ရှိရင်မင်းစုမင်းကြီးတွေမယူမသိမ့်နိုင်မလဲလို့သိရမယ်နေဝရာဇာနောဟရိယောနာသောရာဟရိယောဘယ်လိုထားရင်တခိုးတည်းတွေမခိုးမတိုက်နိုင်မလဲသိရမယ်စောင့်ရှောက်တတ်မယ်နတ်အဂိတဟေရတယ်ဘယ်လိုထားရင်မီးမလောင်နိုင်ဘူးလေဘယ်နေရာထားရင်ချိန်မေးထမီးလောင်နိုင်တယ်လေသူများတွေလောင်ရင်လည်းပါနိုင်တယ်လေသူများတွေလောင်လည်းမပါအောင်ဘယ်လိုထားမလဲလို့စောင့်ရှောက်တတ်ရမယ်ဘာလို့တတ်ရမှာလဲမျက်မှောက်ဘဝမှာရင်ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေဓာတ်တွေပြည့်စုံရင်ချမ်းသာပါတယ်လို့ဘုရားအာမခံခဲ့ပါတယ်မျိုးတို့ဗမာတွေသိစေခြင်းလို့ပါဗျာဟုတ်လားပြည့်တဲ့ကြည့်အဲ့တော့မှတ်သားပါပြီးတော့ခုဒီမှာပွေစီရိုက်ထားတာပဲခဏဦးဇင်းတို့တောင်တာအလွတ်မကျက်နိုင်ဘူးဆိုတာကဘေဘီလုံမှာချမ်းသာဆုံးပုဂ္ဂိုလ်တဲ့ဖတ်ဖို့တဲ့လို့ဖတ်ဖို့ပါလိမ့်မယ်စီးပွားရေးသမားစီးပွားရေးနဲ့ပတ်သက်တဲ့စာပေဖတ်ကိုဖတ်ရပါကျွတ်တော့ဓမ္မဂတိကဆိုကိုယ့်လူမျိုးအတိပေးနေရတာအတိမျှဝေပေးနေတာဆိုတော့အကုန်ဖတ်ရတာပဲအဲ့ဒီနေရာဒီမှာဒနာဥပဒေသံ၅ချက်ဆိုတာသူ့နေရာသင့်တော်တဲ့နေရာကြပြောပြမသိမဖြစ်ဘူးဖတ်ပြီးလည်းလုံးဝမှာဟုတ်လားပြည့်တဲ့ကြည့်အဲ့တော့စောင့်ရှောက်တတ်ပဲတဲ့ဘယ်လိုထားရင်ရေမမျောနိုင်တယ်လေတဲ့ဘယ်လိုမျိုးထားလို့ရှိရင်အမွေခံသားစုသမီးဆိုတွေစီးပွားရေးစိတ်ဝင်စားတယ်ဖြုံးဖို့သုံးဖို့ပဲသိတယ်သားသမီးမျိုးတွေမပြတ်စည်းနိုင်အောင်ဘယ်လိုထားမလဲလို့စောင့်ရှောက်ခြင်းနဲ့ပြည့်စုံရမယ်ဘာနဲ့အဲ့ဒါနဲ့ပြည့်စုံရင်အဲ့ဒီပုဂ္ဂိုလ်ဟာတဲ့ပြိဿကျူတို့ရေဒီဘဝမှာကိုပဲစီးပွားဖြစ်မယ်ဘာဖြစ်မှာလဲချမ်းသာမယ်တဲ့ဘယ်သူအာမခံခဲ့တာတော့မကြီးပါဘူးချမ်းသာဘူးဆိုကိုယ်မှာဘာတွေချွေရင်းနေတယ်လို့ဒီတရားနာပြီးတိုက်ကြည့်ကြပါဦးဟုတ်ပါပြီလားကြီးတို့ဘုရားဟောတယ်အများကြီးရှိပါသေးကဲခုနကြီးပွားသွားတာဘုရားဘာသာမှမဟုတ်တာပဲသူနှလုံးသားထဲကြည့်လိုက်တော့ဝိရိယဓာတ်တွေမရှိဘူးလားအမြောင်မြင်ပညာတွေရောမရှိဘူးလားဒါတွေကိုပြောနေတာပါပြီးတယ်ထင်ကြီးလို့ပြောနေတာမဟုတ်ပါဘူးပိုက်ဆံဘုံကြီးထင်ကြီးရှင်းပဲငွေဆိုတာစက်ကူပဲဦးဇင်းတို့နားလည်ထားတာဝေဆိုတာစက်ကူပဲခုအစိုးရကအဲ့ဒါအမဲတွေလို့ကြေညာကြည့်လိုက်တာဘယ်လိုအိတ်တရားတွေလကားဖြစ်တော့စက်ကူပဲဟုတ်မလားပြည်သက်ကြီးအဲ့ဒါကိုဦးဇင်းတို့ထင်ကြီးလို့ပြောနေတာမဟုတ်ပါဘူးနော်စီပါရေးဟာလူလောကအရေးအတွက်ဘလောက်အရေးပါတယ်အဲ့ရေးပါတဲ့စီပါရေးအတွက်ကိုဗုဒ္ဓဘယ်လိုဟောခဲ့တယ်လဲဆိုတာသိစေခြင်းလို့ဒီတရားဟောတာမြတ်ဗုဒ္ဓဤစီပါရေးလမ်းညွှန်လို့
လို့တရားကောင်းစဉ်ပြလိုက်တာပါအဲ့ဒါအာရခတံပရာနံပါတ်3ကလျာဏမိတ်ကောင်းဆွေကောင်းပေါ်ရမယ်ဘာပေါ်ရမှာတော့ဗျာကမေဇာမြို့သားမိတ်ကောင်းဆွေကောင်းပေါ်များရမယ်ပြည့်စုံရမယ်ဆိုတာဘယ်လိုလဲတို့တို့ပဲပြောကြပါစို့အနှစ်ချုပ်ပြီးတော့ကိုနေတဲ့ရွာတော့မြို့ရက်ွယ်မှာတဲ့အဲ့အတက်ငယ်ရင်လည်းငယ်ပါစေတဲ့ကိုကျင့်တရားကောင်းတဲ့သူပါတဲ့တော့ဒါရဝငယ်တော်လည်းပဲဥဒ္ဒသီလိတော်ကြီးမြတ်သောကိုကျင့်သီလရှိကုန်တော်ဥဒ္ဒသက်ကြည်ပြီးတော့ဥဒ္ဒသီလိတော်ကြီးမြတ်သောကိုကျင့်သီလရှိကုန်တော်အသက်ငယ်ပေမဲ့ကိုကျင့်တရားကောင်းတယ်ကြီးပွားလက်ရှိလည်းကြီးပွားတိုးတက်အောင်မြင်နေတယ်ဆိုပေါင်းပါအဲ့လိုလူနဲ့ပေါင်းတယ်ဟုတ်လားပြည်သက်ကြီးတတ္တတမ္ပန္နသရတရားရှိကြကုန်သောသီလတမ္ပန္နကိုခြင်းသီလပြည့်စုံကြကုန်သောသာဂတမ္ပန္နဆိုခြင်းပိကံမှုသာဂနှင့်ပြည့်စုံကြကုန်သောပညာတမ္ပန္နမျော်မြင့်ခြင်းပညာနှင့်ပြည့်စုံကြကုန်သောကာဟပတိသတိတကြွယ်ပါတယ်တော့ပေါင်းပါတတိပြည့်ခြင်းကြီးပွားပြီးတော့တတိဖြစ်နေတဲ့သူတွေပေါင်းတဲ့ကာဟပတိဗုဒ္ဓတတိတာရီတတိတာဆိုတဲ့တတိတာတိုင်းမဟုတ်ပြဆိုင်ကတဝူးနဲ့ဟဲ့လားဖင်သွေးစုနာပေါင်းနေတဲ့တတိတာမျိုးရာရာဖြစ်နေတဲ့တတိတာမျိုးပြောတာမဟုတ်ဘူးဒီမှာစာအတိအကျပြောတယ်ဒါရဝတဲ့ငယ်တော်လည်းပဲဥဒ္ဒသီလီနောကြီးမြတ်သောကိုကျင့်သီလရှိတဲ့တထေသာအတဲ့ငယ်ပေမဲ့ကြီးမြတ်သောပါရှိယရဏသုံးပါးကြီးညိုတဲ့သရတရားရှိတဲ့တထေသာတဲ့သာကသံပန္နာနေကြတဲ့သူချို့တဲ့တဲ့သူတွေကိုပြီးရကြွေးရကမ်းရထောက်ပံ့ရအာပိယမမနှမျောတဲ့တထေသာဘုရားအတိအကျဟောတယ်ပညာတမ္ပန္နာမျောမြင့်ဉာဏ်ပညာရှိတဲ့တထေရီတကြွယ်ရီတထေသာတွေနဲ့တန်တိဋ္ဌတိအတူတူနေပါပေါင်းပါလို့ပြောတာဟုတ်လားပြည်သက်ကြီးတန်လပတိအတူတူစကားပြောပါပေါင်းတယ်စကားပြောတယ်တန်ကိစ္ဆံနိနောတိုင်းမဲ့ဆွေးနွေးခြင်းတို့အာပိစတိရောက်ပြီးအဲ့လိုပုဂ္ဂိုလ်နဲ့တကယ်စီးပွားရေးမှာအောင်မြင်နေတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းပါပြောပါတိုင်းပင်ပါတဲ့ဆွေးနွေးပါတဲ့ပြီးတော့ကြတော့အဲ့လိုကြီးပွားအောင်မြင်တိုးတက်ပြီးတော့တရားတရားနဲ့ပြည့်စုံတဲ့အဲ့ဒီလိုတထေးကြွယ်တွေတထေးသားတွေရဲ့အတုယူပါဘာယူရမှာတော့တတ္တသမဏနာတတ္တသံပရန္တုသိက္ခတိအဲ့ဒီတရားတရားနဲ့ပြည့်စုံတဲ့တထေးကြွယ်တွေရဲ့တရားတရားနဲ့ပြည့်စုံမှုကိုအတုယူပါသီလတံပန္နနံသီလသံပရန္တုသိက္ခတိကိုကျင့်သီလရှိကြတဲ့တထေးကြွယ်တွေမတရားကြီးပါနေတာတွေပြောတာမဟုတ်ဘူးရဲ့ဘုရားဟောတာပေးတယ်ကျတိကျအောင်ယူကြရဲ့တဘဝဇာကိုဘုရားဘယ်တော့မှမဟုတ်ဟုတ်လားပြည်သက်ကြီးတခဏတဘဝလေးချမ်းသာဖို့ဘုရားဘယ်တော့မှမရှိဒီဘဝလည်းချမ်းသာမယ်တမလွန်လည်းချမ်းသာမယ်တန်တရားလည်းချမ်းသာမယ်အဲ့ဒါမျိုးဘုရားဟောတာပါဟုတ်လားပြည်သက်ကြီးအဲ့ဒီပုဂ္ဂိုလ်တွေရဲ့တတ္တသီလစာကပညာတွေကိုကိုယ်မှလည်းရှိတော်သူတို့နဲ့ပေါင်းပြီးအတုယူပါဘာယူရမှာတော့အဲ့ဒါလို့အတုယူမဲ့ဆိုရင်သူတို့နဲ့ပေါင်းတဲ့အတွက်ကြောင့်သူတို့ဘယ်လိုစည်းကမ်းတွေဘယ်လိုအမျှော်မြင်တွေကြောင့်ကြီးပွားတဲ့တိုးတက်တဲ့ချမ်းသာတဲ့ဆိုတာသူတို့နဲ့ပေါင်းခြင်းကြောင့်သိမလာနိုင်ဘူးလားပြေကပိစမျိုးသားအယံဤဒီကိုပင်ကလျာဏမိတ်တတမိတ်ကောင်းဆွေကောင်းပေါ်များမလို့စတိခေါ်ရတယ်ဘာပေါ်တာအဘတော်ကလျာဏမိတ်တတာနောက်နံပါတ်၄ကသမစီဝိတာမြတ်တစွာအသက်မွေးပါဘလို့မြတ်တစွာအသက်မွေးပါဆိုတာဘယ်လိုလဲအဲ့ဆိုရင်မိဘမေပြီးတော့မှပြန်ဖြေတယ်မြတ်တစွာအသက်မွေးတယ်ဆိုတာပြေကပိစ္ဆကိုပြေကပိစ္ဆမြို့သားဣဒာလောကေဟောဒီလောကမှာကုလဗုဒ္ဓမျိုးကောင်းသားမျိုးကောင်းသမီးသည်ဘောဂနံစည်းစိမ်ဥစ္စာရ
တို့၏အာယင်စတိုးပွားမှုဝင်ငွေကိုလည်းဝိဒိတဝါသိ၍ဝင်ငွေကိုသိပါဘာကိုသိဘောဂနစိတဲ့ဥစ္စာတို့၏ဝါယင်စကုန်ခန်းမှုထွက်ငွေကိုလည်းဝိဒိတဝါသိပါဝင်ငွေထွက်ငွေအရင်သိအောင်လုပ်ပါအဲ့ဒါကြီးတို့ဘာကိုရင်သိရမလဲသိလားချက်သိတာမရှိဘူးဒီလငါဝင်ငွေဘယ်လောက်ရှိတယ်သုံးငွေဘယ်လောက်ရှိတယ်ဆိုမသိဘူးဦးဇင်းတို့မှတ်ထားတယ်တပည့်တွေပြောထားတယ်ပြောတဲ့အတိုင်းလို့ပြောတဲ့အတိုင်းလုပ်တာကြိုက်တယ်လို့ဟုတ်လားဗျအဒီတရားပွဲကဘာဟောခဲ့တယ်ဒီဘူးဘာဟောခဲ့တယ်တရားပြန်ရင်ဒီပွဲမှာဘာဟောခဲ့တယ်ဓမ္မပူဇာဘယ်လောက်ရမှတ်ထားတယ်မှတ်ထားလိုက်ဆိုတာငွေကိုအဓိကထားလို့မှတ်တာမဟုတ်ဘူးဒီနေ့လုံးမှာတရားပွဲပေါင်းဘယ်လောက်ရှိတရားပွဲပေါင်းဘယ်လောက်ရှိတယ်ဓမ္မပူဇာဒီနေ့လုံးချုပ်လိုက်ဘယ်လောက်ရတယ်မှတ်တာထားဘာဖြစ်လို့လဲလို့ဆိုရင်ဦးဇင်းတို့ပြောပြီးပြီပဲအခုဒုက္ခရေးကြီးတော့ရရိတ်တာကြောင့်တည်ထောင်နေပါတယ်ကမ္မထံကြောင့်38ဆောင်ဘောဓိပက္ခိယ38ပါးကိုရည်ညွှန်းပြီးတော့ဦးဇင်းတို့တောင်ဆောင်လေးမှာစီတန်းပြီးတော့ကြောင်းတန်း3တန်းဇင်းကြံတန်း3လမ်းလေကားအတက်3ဆင့်ဇေဒီ3စုနဲ့ကောင်းတယ်ပေါ်နေတယ်9ဆောင်ပေါ်သွားပါတိမ်ကြောင်းတကာပေါ်သွားပါအဲ့တော့ project တစ်ခုဆွဲတဲ့အခါမှာ money power မလိုဘူးလားလိုတယ်ပြည်သက်ချင်တယ်စီမံကိန်းတစ်ခုအကောင့်ထဲပေါ်တဲ့အခါငွေအင်အားလည်းလိုတာပဲဆရာတော်တိရကိုဆရာတော်ကြီးရဲ့ M လေးကိုလေ man power လူအင်အားမလိုဘူးလား mind power စိတ်ဓာတ်အင်အားမလိုဘူးလား material power ရုပ်ဝတ္ထုထောက်ကူပြုပစ္စည်းတွေရောမလိုဘူးလားလိုတယ် money power ဒါလည်းလိုတယ်အဲ့တော့ဒီနေ့တရားဝယ်ပေါင်းတရားရှိတယ်ဓမ္မပူဇာဘယ်လောက်ရှိတယ်သိန်း300 400 500စသဖြင့်ပေါ့အဲ့ဒါချုပ်ရချင်းနောက်နှစ်သိန်း1000တန် project တစ်ခုဆွဲလို့မရဘူးလားအများအကျိုးရှိမဲ့ဘက်မှာသုံးပါတယ်ဝေကိုထင်လဲကြည့်ပါဓမ္မပူဇာတချို့ကအဝေးကနှမ်းဖုံးဆက်တယ်ဘယ်လောက်ပူဇော်ပါတယ်ဘယ်လောက်ပူဇော်ရပါတယ်တဲ့တချို့ကလည်းကျုပ်ရင်းနှီးတဲ့စကားတွေပြောတယ်ကိုတော့10သိန်းလို့နာမည်ကြီးနေတယ်တဲ့ဟာမလုပ်ပါနဲ့လို့မတတ်မှာပါဘူးမတတ်မှလည်းမတတ်မှကောင်းအောင်ဘုရားဒီကုန်ပစ္စည်းမဟုတ်ဘူးဟုတ်လားပြည့်တဲ့ကြီးအဲ့တော့ဝေးကလမ်းပြီးတော့အဲ့လိုဖုံးဆက်တယ်ကားနဲ့ကြွလာကားစီထည့်ပေးလိုက်လို့ချင်းရလို့ဘာမှမပူဇော်နဲ့ကြော်ပွဲတော့မလုပ်နဲ့ဟောပြီးပဲတခုတော့ရှိတယ်မြောက်ပြဆန်တောင်းတာတော့မလုပ်နဲ့တစ်ခေါက်ပဲမသိလို့ကြွမယ်ဟုတ်လားပြည့်တဲ့ကြီးအဲ့တော့ဘာသာရေးသာသနာရေးကိုဦးဇင်းတို့ဘာသာရေးသာသနာရေးစိတ်နဲ့လုပ်ပါလေကိုဗုဒ္ဓဘာသာဝင်တွေအားလုံးလည်းအဲ့ဒါလိုစိတ်နဲ့လုပ်စီခြင်းပါတယ်တရားပွဲလုပ်တာပါစီဝါရေးလုပ်တာမဟုတ်ပါဦးဇင်းတို့လည်းတရားဟောတာပါဟုတ်လားပြည်သက်ကြီးရှင်းရှင်းလင်းလင်းပုံမှန်လင်းလင်းပြောတာတချို့အဲ့ဒါနာမည်နဲ့ကြည်လာဆိုရင်ဘယ်နှသိမ့်မှလို့ထင်ပြီးကြောက်မကဲရုပ်လာလာဖုံးနဲ့ပေးတယ်အဝေးရကတာရီဦးဇင်းတို့သွားဟောပါတယ်အတော်လည်းပြင်ပန်းဆင်းရပါတယ်ဦးဇင်းတို့ကျေးဇူးရှင်ဝိုင်းကုန်းဆရာတော်ရဲ့အသက်ငယ်တော့ပဲပြင်ပန်းခံပါဦးတဲ့ကျောက်ကတကယ်တော့စာရေးတာဘဝသနာပါအဲကြောင့်ဟိုအခုတော်တဲ့သွားလှုပ်တာနောက်စာရေးမယ်တရားဟောလျှော့မယ်ကိုသွားနိုင်လို့လာနိုင်လို့စီးနိုင်လို့တော့ဒီမျိုးတွေနဲ့တွေ့နေဦးမှာပေါ့ဟုတ်လားပြည်သားကြီးအဲ့တော့အကြောင်းညစ်တုံးမှာရေးကြည့်တာလေးတွေပြောပြရစေဓမ္မဇီဝိတမြတ်တစွာသက်မွေးပါဆိုတာနံပါတ်1ဝင်ငွေလည်းသိရမယ်ထွက်ငွေလည်းသိရမယ်တလားဝင်ငွေဘယ်လောက်ရှိတယ်ထွက်ငွေဘယ်လောက်ရှိတယ်ဆိုတာမသိရင်ဖြစ်မလားဝင်ငွေကနေပြီးသုံးတာများနေအဲ့ဒီအိမ်ငွေဘုံငွေချမ်းရှိမလားငွေဘုံငွေချမ်းမရှိမသုံးမဖြစ်တဲ့ကိစ္စတွေပေါ်လာတော့သူများစီမချီးရဘူးလားအတိုးတွေနဲ့မတရားယူလဲပဲနဲ့ကုန်တော့ကြုံဘွားကတက်အောင်မလားမြတ်တစွာသမဝမွေလို့ဘယ်သာကြီးတို့ဘလို့သမမွေလို့အဲ့ချိန်ကိုချိန်ရပါတယ်ဘယ်သာကြီးမချိန်လို့မရဘူးတဲ့ရှော့လို့ရတာလေရှော့ပါယူပေါက်တွေကိုပိတ်ဟုတ်မလားမိသားစုထဲမှာဘယ်သာကြီးမိသားစု9ယောက်ရှိတယ်အဖေတယောက်တည်းလှုပ်စာဝင်ငွေအဖေတယောက်ရှိတယ်အကုန်ထိုင်စားတယ်ဒီအိမ်ပဲလောက်လေဟုတ်လားဘယ်သာကြီးဒီအဲ့တော့ရလာတော့မိသားစု3နာနဲ့တလရလာနဲ့ညှိပြီးတော့3နာကိုပဲမြတ်တာစွာအသက်မွေးပါလို့ပြောတာပါတဲ့ရတာကနည်းနည်းလေးနဲ့
သုံးတာကတအားများနေရင်လည်းအဲ့ဒါတဘာဝမဟုတ်ဘူးမကြည့်ဝနိုင်ဘူးတဲ့ရတာတအားရပါရင်လည်းကိုတော့မတရာဘူးမစားရဘူးသူများလည်းမကြွေးရဘူးအဲ့လိုဆိုရင်လည်းဒါမြတ်တာသေးလားမမြတ်တာတော့ဘူးတဲ့အဲ့တော့ဝင်းငွေပေါ်ကြည့်ပြီးတော့သဘောပေါက်လားအဲ့ဒါနဲ့ပတ်သက်လို့ခုပြောမယ်အကြောင်းဆက်တဏှဥပရိသ5ချက်ဒါဒီဟာတွေဦးဇင်းကတခြားကြောင့်ထုတ်လာတာမဟုတ်ဘူးဒီဘုရားဟောတွေနဲ့ဒါလာကြိုက်နေလို့ဆရာပေမင်းရေးတဲ့ဘေဘီလုံးမှာချမ်းသာဆုံးပုဂ္ဂိုလ်ဆိုဘာသာပြန်မှာအဲ့တော့ဘေဘီလုံးဆိုအခုအီရန်နိုင်ငံလို့ပြောတယ်သမိုင်းထောက်ထားတယ်နဲ့အဲ့ဒါကြောင့်တိတဲ့နဲ့ထင်လို့ပေးတဲ့ကြီးတို့အတွက်ယူလာခဲ့ပါလေတဲ့ဒီမှာကူးထားတဲ့ဓနဥစ္စာဘူသည်တဲ့နံပါတ်1မိမိရရှိသောဝင်ငွေ10ဘုံတစ်ဘုံထက်မနည်းသောဝင်ငွေဘူးတဲ့မိမိနဲ့မိသားစုရဲ့အနာဂတ်တွေချမ်းလှသိသိတတ်သူတို့ထံသို့သာဝမ်းမြောက်ပြူငါစွာရောက်ရှိလာရမည်ဥစ္စာတဏဆိုတာတဲ့ဝင်လာတဲ့ခြေဟာကိုယ်နဲ့ကိုမိသားစုအနာဂတ်တွေ10ရာခိုင်နှုန်းစုရမယ်တဲ့ဘယ်တည်းဘယ်လောက်စုရမှာလဲဒီနေ့တရားဝင်နေဆိုရင်စုဦးတဲ့ကို30ထက်ဒီနေ့1000ဝင်နေဆိုရင်စုဦးတဲ့ကို100ထက်ဒီနေ့1000ဝင်နေဆိုရင်စုဦးတဲ့ကို1000ထက်ဒီနေ့1000ဝင်နေဆိုရင်စုဦးတဲ့ကို10ရာခိုင်နှုန်းလေးဖက်ပြီးတော့ထားလိုက်တာနဲ့လက်ရှိစောင်းနေရမှာထူးပြီးကြက်မသွားဘူးတဲ့ဒါလုပ်ကိုလုပ်ရမယ်တဲ့လက်ရှိလို့ဟုတ်ပါလားဒါဘုရားဟောမှာရှိတယ်စည်းစိမ်ဥစ္စာအသုံးပြုဖို့ဘုရားဟောထားတာရှိတယ်ပန္တိတော်ပညာရှိတဲ့ပုဂ္ဂိုလ်သည်ဘောဂီမိမိရရှိလာတဲ့စည်းစိမ်ဥစ္စာတို့ကိုစတုဒ္ဒ4စု4ပုံဝိပစေခွဲပါ4ပုံပုံမှာဘုရားဟောဘယ်နှပုံပေါ်မှာဧကေနတစုတပုဖြင့်ဘုံစေရ3ဆောင်ခံစားပါ4ပုံနဲ့ကတပုံကိုစားသုံးပါဟုတ်ပလားတွေ့ဟိနစု2ပုံတို့ဖြင့်ကမ္မစီးပွားရေးလုပ်ငန်းကိုပယောစရေတိုးအောင်ပွားအောင်ရှင်မလုပ်ပါ2ပုံနဲ့ပါလို့စီးပွားလုပ်အဲ့တော့တိုးအောင်ပွားအောင်လုပ်တယ်ဟုတ်ပလားဧကံတစုတစတုတံ4ခုမြောက်သောအစုအပုံကိုတော့ဏိဒာပယေသိမ့်ထားပါတပုံကိုဘာလုပ်ထားသိမ့်ထားတဲ့ဒါစုခိုင်းတာဘုရားဟောရှိတယ်အာဗရာစုဘဝိတ္တိမမျော်လင့်နဲ့ပြီးရင်နေပေါ်လာရင်အဲ့ဒီသိမ့်ထားတဲ့ဟာဆင်သင့်ဖြစ်မယ်ခါတော့ကျတို့ခန္ဓာကိုယောဂယုတ်တည်းမရဘူးလို့ပြောလို့ရမလားမရဘူးပြေးတဲ့ကြီးတို့ထောက်တော်ပေါ်ပြီးတော့ကိုနဲ့မင်းညပဲစိတ်ကူးတဲ့မှတ်တမ်းခွေကြည့်ရပါတယ်ပြေးတဲ့ကြီးတို့ဓမ္မဂတိကခုလေဦးတဲ့ညင်းနေရတကဘာကိုတော့ဝါလာတယ်နော်တဲ့ရှင်ဘုရားသတိထားအောင်ဟုတ်လားဟုတ်ထိုင်လာများတယ်ကားပေါ်ထိုင်လိုက်ပလင်ပေါ်ထိုင်လိုက်နာမည်ကြီးရင်သက်သာတယ်မထင်ပါနဲ့ကောင်းတယ်မထင်နဲ့မသက်သာဘူးဟုတ်လားတဲ့ကြီးအဲ့တော့ဒီသာသနာမှာကိုစွမ်းတယ်များမသိခင်သာသနာပြုမှတ်တိုင်လေးတွေစိုက်သွားဖို့ရအတွက်ဆရာတော်ကလည်းအမိန့်ရှိထားတဲ့အတွက်ငယ်တော့သွားပါဦးတဲ့ပြင်မခံအောင်ချုပ်ကတော့တော့ရပြေးဖို့ဤစဉ်းစားစာကုတ်ရေးဖို့ဤစဉ်းစားတယ်ဆရာတော်အဲ့ဒါကိုခဏခဏအမိန့်ရှိတယ်ကျုပ်ရဲ့ဇဲဝါဒနာလည်းကျုပ်ဆရာတော်သိတယ်ကြောင်ကြောင်ညာကြီးကြောင်ညာမှာလူသိမလာနိုင်ပါဘူးခဏခဏလာတယ်ဘယ်လိုလုပ်စာရေးမလဲအဲဒါအဝေးသွားလို့လာကျင်အောင်ပြောပါဦးပဲပေးတယ်ကျုပ်လမ်းကျန်းတယ်ခရီးလမ်းတယ်မနေ့ကရေကန်ရေသက်ချရောက်ခုတဲ့ဒီညညာဓမ္မပိသက်တွေရှင်းတရားတွေတော့သိပါလိမ့်မယ်အဲတော့ခုငယ်တော့မှပိသက်ကြီးတို့အဲ့ဒါလုပ်နေတာလဲသူကပฏิပတ်တိမှတ်တိုင်ပါစွမ်းနိုင်တော့ပရိယတ္တိတိုက်ပါမြေလေးဧကရတယ်ဘာမလုပ်ရလဲမှတ်တိုင်ဘယ်လောက်ထူသွားနိုင်မလဲဆိုတော့ကျမ်းမာရေးရှင်တွေကြည့်လို့ပါပဲခုကျမ်းမာရေးလည်းကောင်းတော့ဆုံးကြပါစို့ကဲဒီသိမ့်ထားဖို့ခြံထားဖို့စုဖို့ဆိုဘုရားဟောမရှိဘူးလားအဲ့ဒါကြိုက်လို့ကိုးလာတာဗျဘေဘီလုံးမှာချမ်းသာဆုံးပုဂ္ဂိုလ်အဲ့ဒါဖတ်ပြီးစီးပွားရေးလုပ်ချင်စိတ်တော့ပေါက်သွားတယ်တကယ်ပြောတာပဲတဲ့ကြီးဖတ်ရတယ်ဒါပေမဲ့ဘုန်းကြီးစီးပွားရေးမလုပ်ကောင်းတော့မလုပ်ပါဘူး10ဘုံတဘုံစုပါ10ရာခိုင်နှုန်းစုတဲ့စုထားအာဗရာတုဘဝိတ္တိမထင်မှတ်တယ်မမျော်လင့်တဲ့
ဟာလားကျမ်းမာရေးချိုးတဲ့မှုလို့ဖြစ်လာရင်မရေးမရိုင်ဘူးတဲ့သုံးလို့ရတယ်တဲ့ဟုတ်ပြီနော်တဏှာဥစ္စာတည်တဲ့ယင်းအားအကျိုးဖြစ်အောင်ခိုင်းစေတတ်သောသူအတွက်ကျိုးနွန်ကျေနပ်စွာတဲ့အထုတ်လောက်ကံပေးစမြဲဖြစ်၍ထိုသူဤလက်၌သိုးအုပ်နွားအုပ်များသကွယ်တဲ့အစာတိုးပွားများပြားလာတတ်သည်အဲ့ဆရာကိုင်းတို့စုသူမရှိသလိုသဘောထားတော်တယ်နဲ့မသုံးနဲ့မရှိသလိုသဘောထားများလာပြီနှစ်နဲ့ချီလာပြီနှစ်သုံးနဲ့ရှိလာပြီဆိုတော့သူ့ကိုအရင်ကြီးလုပ်ပြီးစီးပွားရေးတစ်ခုထူထောင်လို့မရဘူးလားကိုယ်နဲ့အပေါင်းနဲ့မိတ်ဆွေရတဲ့ခုနဘလိုလိုတွေနဲ့ပေါင်းရမယ်ဆိုတော့ဘုရားဟောပြီးပြီလေအဲ့လိုပုံကိုယ်တွေအောင်မြင်နေတဲ့စီးပွားရေးသမားတွေထဲမှာ share ဝင်တည်ကြတဲ့အထဲမှာမြုပ်နှံပါတဲ့ခုနစုထားတာကိုမြုပ်နှံတဲ့။ကဲကိုမိသားစုအနေထားရောပြက်သလားပြက်ပါဘူးပြက်ဘူးတော့ဟုတ်ပါဘူးရတာ30 3ကျင်တာ100ဒီနေ့ဝင်တာ1000 3ကျင်တာက1000ဆိုတော့ဒီလိုမျိုးမမွဲပဲလိုမျိုးမွဲမှာရှင်းလာပြီတကြီး။ဒါမှစကားပုံတော်ဖြစ်နေတယ်အဲ့ဒါအများကြီးပါပြောရင်တော့တရုတ်လိုရှာကလာလိုစုပမာလိုမဖြုံးနဲ့တဲ့ရုပ်တွေတကယ်လှုပ်တာစီပွားရေးတကယ်ကိုလှုပ်တာမင်းကလေးယောက်ျားလေးကလာလိုစုတဲ့ငရုတ်တီးတောင်းနဲ့စားပြီးတော့အစာကိုချုပ်တဲ့စားပြီးတော့စုတာကလာလေးဟုတ်ပလားရုပ်တို့ဗမာတွေကသိပါတယ်တဲ့အဲ့ဒါကိုတဲ့တိုးအုပ်နွားအုပ်များလို့တိုးပွားလာအောင်လုပ်ရမယ်ဆိုတာအဲ့စုလာတဲ့ဟာလေးများလာပြီဆိုရင်စီးပွားရေးမှာယင်းဒီမြုပ်တယ်လို့ရတယ်လောဘကြီးပြီးတော့ဟိုဒါအမြတ်ရမယ်ပဲလေသွားပြီးတော့မလုံးနဲ့တဲ့သေချာမဲ့မိတ်ကောင်းဆွေကောင်းတွေအောင်မြင်နေတဲ့မလွဲနိုင်တဲ့ထဲမှာရောပြီးတော့ share ကျုပ်ဓာတ်လေးဝင်မရသေးသူသေချာလာစဉ်လာမယ်လေဟုတ်လားပြည်သက်ကြီးအဲ့ဒါမျိုးလုပ်ပါတဲ့ကျိုးရှိအောင်အဲ့ဒီစုထားတဲ့ဥစ္စာကိုပျောက်ပြက်မခံမဲ့ကျိုးရှိအောင်တိုးပေါအောင်လုပ်ပါလို့ပြောတာပါနံပါတ်3ကဓနဥစ္စာကိုသည်ယင်းအားဂယုတစိုက်ယင်းဤမြုပ်နှံမှုပြုသူတဲ့ကျွမ်းကျင်လိမ္မာသူတို့၏အကြံဉာဏ်ကိုရယူလောက်ကင်သူများထံလိုက်တာတွေ့ကပ်ခိုးလုံးနေတတ်သည်ဒီစားကျွမ်းကျင်တဲ့သူတွေနဲ့ပေါင်းတဲ့အဲ့ဒီလူတွေရဲ့အကြံဉာဏ်ကိုယူတဲ့အဲ့ဒါမှဒီရှိပြီးသားဟာလေးကခိုးလုံးနေမယ်တွေ့ကပ်နေမယ်တိုးပေါအောင်ဆောင်ရွက်ပေးလိမ့်မယ်တဲ့သဘောပါလားပြည်သက်ကြီးအဲ့တော့ဒါတွေကဝီစီရီကြမှာခဏနားထောင်ပြီးတော့မှတ်မိအောင်လုပ်ပြီးတော့လုပ်ကြည့်ပေါ့ပြည်သက်ကြီးကိုစိုက်ကားသမားတွေဦးစင်ဟိုတော့ဆိုရင်စိုက်ကားစီးသွားလို့ရှိရင်စိုက်ကားသမားတွေပြီးတယ်မိသားစုပဲနှစ်ယောက်ရှိတယ်မေးတယ်ဘယ်နှစ်ယောက်ရှိပါလဲကျောင်းသားတွေလားဘယ်နှစ်တန်းနေတော့မိသားစုစားတာဒီနေ့ဘယ်လောက်ချက်ရတော့အခုဆိုင်စီကဘယ်လောက်ရှိတော့စီစီကဘယ်လောက်ရှိတော့စိုက်ကားကိုပိုင်လားအုံနာနဲ့လားအုံနာကိုဘယ်လောက်ပေးရတော့အနည်းဆုံးဘယ်လောက်စက်စုတာပဲစက်စုတာတခြားကြောင့်မဟုတ်ပါဘူးပြည်သက်ကြီးကြံပြူကျင်တာတွေပြူဖို့ပါဓမ္မဂရိကတတ်နိုင်တယ်များစုံအောင်သိအောင်သိရတယ်ဟုတ်ပလားအပြောပြတယ်အဲ့လိုစုပါလို့တို့ရုပ်တရက်တော့ဟိုရတာနဲ့သုံးတာနဲ့တော့မလောက်ရရင်တော့ဘယ်လိုစုမှာတော့မဟုတ်ဘူးဒီတရားရလို့30လေးဖက်ထားလိုက်တာထိုးပြီးချို့တယ်မသွားဘူးဟုတ်လားပြည်သက်ကြီးအဲ့ဒါကိုနင်းတယ်လို့လည်းမထင်နဲ့နင်းတယ်လို့မထင်ရဘူးအများဆိုတာဘယ်ကစားအနည်းကစားဘောပါရလားပြည်သက်ကြီးနောက်သတုဒ္ဒဥပဒေသဓနဥစ္စာဝီရဲ့မိမိလည်းမကျွမ်းကျင်သူတို့လည်းအာမပီတော့အလုံးမျိုးတွင်ယင်းဒီမြုပ်နှံသောသူတို့ထံမှလျောကြပြောက်ွယ်သွားတတ်စေအဲ့ဒါလေးရှားဖွေစုဆောင်ပြပါပြီကျွမ်းကျင်တဲ့သူတွေလည်းမတိုက်ပဲအဲ့ဒီပါရတဲ့ယင်းဒီမြုပ်နှံမှုလောက်ကင်မှုကျွမ်းကျင်တဲ့သူတွေလည်းမတိုက်တွန်းဘာမလုံးနဲ့တော့မသိကြဘူးတဲ့ဟုတ်လားပြည်သက်ကြီးကိုကကြောက်ကြောင်နားမလဲပဲနဲ့ကြောက်သမားတယောက်ကတကယ်ဒီတစ်ချီပွင့်နေလို့တော့ပြန်နေလေးဒီလောက်ကလေးရင်းလိုက်တာနဲ့တစ်ချီတစ်သွားမှဘာညာနဲ့တက္ကရာမစားရဝါကမန်းလာဆွဲရောအဲ့ဒါလေးရှိပြီးတော့လာရတယ်ဟုတ်ပါလားကြောက်ကြောင်ကိုကကျွမ်းကျင်ရလားမကျွမ်းကျင်ပဲအဲ့ဒီကြောင်သွားရင်းဒီအဲ့ထဲသွားရောလိုက်ရင်းဒီမြုံနေတော့ကိုကမစားရဝါကမန်းပြောသွားတာဟိုတစ်ချီလေးနဲ့ချမ်းသာသွားမှာတဲ့ကဲအဲ့ဒါကိုယုံပြီးတော့ထဲလိုက်ရောပါသွားရောရှော့ချပြောက်ွယ်တတ်သည်တဲ့သဘောပေါက်ရလားအဲကြောင့်ကျွမ်းကျင်တဲ့သူတွေနဲ့ပေါင်းပါတဲ့
ကိုယ်လည်းမကျွမ်းကျင်တာပဲနဲ့ကျွမ်းကျင်တဲ့သူတွေအာမပေးတဲ့လုပ်ငန်းမှာသွားပြီးမရင်းနှီးနဲ့မမြုပ်နှံနဲ့တဲ့မြုပ်နှံကြောက်ပါမယ်နောက်ဆုံးကဒနာဥစ္စာကိုရင်းမှလွန်ကဲလာတော့အမျက်ဆုံးမျိုးကိုမျှော်မှန်းသူများလူလိမ်လူညာတို့ဖျားယောင်းသွေးဆောင်မှုတော့လိုက်ပါနားယောင်တတ်သူများအတွေ့အကြုံနည်းပါးကစိတ်ကူးရင်ဖြင့်မစင်မကျင်ရင်းနှီးမြုပ်နှံမှုပြုသူများထံမှရှောင်ခွာထွက်ပြေးသွားတတ်စမြဲတဲ့ရင်းနိုင်တာနည်းနည်းလေးအများဆုံးကအများကြီးပြောတယ်စိတ်ကူးရင်ဟုတ်လားပြည်သက်ကြီးဆိုလိုတာတော့လောဘကြီးလွန်းတဲ့ပုဂ္ဂိုလ်တွေစီကနေမြန်မြန်ပျောက်သွားတယ်သဘောပေါက်သလားအဲ့ဒါမတိမဖြစ်သိရမယ်ဥပရိသတွေပဲစုကြည်ပေါ်10ရာခိုင်နှုန်းမေ့ထားလိုက်ပါမရှိသလိုနေလိုက်ပါရတိုင်းဝင်တိုင်းစုပါအဲ့ဒါကိုပိုင်မယ်အဲ့ဒါကကိုတကယ်ပိုင်တဲ့ဟာတရားနည်းလမ်းတွေကတော့ကိုတော့ကိုမပိုင်ဘူးပေါ့ဆိုလိုတာကကြံတဲ့ငွေတကယ်ကိုပိုင်သလားမစုဘဲနဲ့အဲ့နေတိုင်းတိုင်းထားရလာတဲ့ဝင်လာငွေပိုင်သလားပိုင်ဘူးလေကျန်ဆန်းဝယ်တယ်ဆိုတော့ဆန်းတဲ့စီရောက်မသွားဘူးလားစီဝယ်တော့စီတဲ့စီရောက်မသွားဘူးလားယုတ်တိမုံဝယ်တော့ယုတ်တိမုံတဲ့စီရောက်သွားတယ်ကိုမပိုင်ဘူးလက်ပတ်သွားနေတာဒီစုထားတဲ့ဟာလေးကတော့အထုတ်တယ်ထဲနဲ့ကြမ်းနေတယ်သဘောပေါက်လားပြည်သက်ကြီးအဲ့လိုလုပ်တာပဲလို့ပြောတယ်ဗျဒီမှာဖယားကလည်းဝင်ငွေထွက်ငွေမျှအောင်သုံးတဲ့အဲ့ဒါသမစီဝိတာပြည်သက်ကြီးတို့ဘာပါလဲမျှတအောင်အသက်မွေးပါတဲ့အဲ့တော့တံ္ဍရာဘယ်နှပါတော့အဲ့ဒါဟာမျက်မှောက်ဘွားမှာစီးပွားဖြစ်ကြောင်းချမ်းသာကြောင်းပါမျက်မှောက်မှာဘာဖြစ်ကြောင်းချမ်းသာကြောင်းအဲ့တော့ဦးဇင်းတို့အခုကျင်ညာခဲ့တဲ့ထဲကဘယ်နှမျိုးပြီးသွားတံ္ဍရာအိဋ္ဌိပတ်၄ပါးပြီးသွားပြီတံ္ဍရာ၄ပါးပြီးသွားပြီခုဒနာဥပရိသ5ချက်ပြီးတော့အဲ့မြက်ကပစ္စာအမျိုးသားကိုဘုရားမြတ်စွာကစီးပွားပြည့်ချင်းရဲ့အကြောင်းတွေကိုဟောတယ်အဲ့ဒါလည်း၄ပါးပဲစီးပွားပြည့်ချင်းရဲ့အကြောင်း၄ပါးအဲ့ရှားပွေပြီးရလာတဲ့စီးပွားတွေမြန်မြန်ဆုပ်ယုပ်ပျက်စီးသွားခြင်းရဲ့အကြောင်းလည်းဘယ်နှပါတော့၄ပါးအဲ့၄ပါးကိုတော်တော်ပဲချုပ်ပြောပါဘုရားကအဲ့ခုနကတပည့်တော်တို့လူသားတွေအိမ်အောင်တွေစီးပွားလုံးနေတဲ့သူတွေတဲ့မျက်မှောက်ဘဝမှာကြီးပွားကြောင်ချမ်းသာကြောင်တဲ့တမလွန်ဘဝမှာလည်းကြီးပွားကြောင်ချမ်းသာကြောင်ဟောပါဆိုလို့ဘုရားဒီတရားဟောနေတာဟုတ်လားပြည်သက်ကြီးပြေကပိဇာကိုပြေကပိဇာမြို့သား၏ဝေဤကဲ့သို့သမုပ္ပန္နနဖြစ်ပေါ်ရရှိလာကုန်ပြီးသောဘောဂာနံစည်းစိမ်တို့၏စတ္တရီလေးပါးကုန်သောပါယမုခာနိပစ္စည်းဆုံးယုတ်ကြောင်းတို့သည်ဝန်သည်ရှိကုန်၏ရရှိပြီးတဲ့စီးပွားတွေပျက်စီးဆုံးယုတ်သွားကြောင်းလည်းဘယ်နှပါတော့ဣတိဒုတောမိမလိုက်စာကျူတော်များခြင်း၎င်းဣတိဒုတာဘာပါလဲသူရဒုတောအယက်သေးသာမိုးရေစေဝရတောစာကျူလွန်များခြင်း၎င်းသူရဒုတာနဘာနဲ့ပါတဲ့အခဒုတောအလောင်းကစားကျူလွန်များခြင်း၎င်းနံပါတ်3ပါတယ်အခဒုတာဘယ်နှမျိုးရှိပါပမိတ်တော်ရုပ်မာတဲ့မိတ်ဆွေနဲ့ပေါင်းသင်းမှုမကောင်းတဲ့အပေါင်းအသင်းနဲ့ပေါင်းမှုပါပမိတ်တာနံပါတ်4ပါတယ်အဲ့ဒီ၄မျိုးလိုက်စားလုံးလို့ရှိရင်ရရှိပြီးတဲ့ဇီဝဥစ္စာတွေဘာဖြစ်မလဲပျက်စီးမယ်ဆိုးရုပ်လိမ့်မယ်ပြေကပိဇာအမျိုးသားဣတိဒုတ္တဆိုတာဘိမလိုက်စားတာပြောတာတချို့ကဇီဝလေးဖြစ်လာပြီးငွေလေးပေါ်လာပြီးဆိုရင်လည်းလောကကြီးရဲ့လူတွေကကတ်ချင်ကြတာဟုတ်ဗျဟုတ်လားပြည်သက်ကြီးအထူးသဖြင့်အစားအဝတ်ကိုသိမက်တဲ့အမျိုးသမီးငယ်တွေဟုတ်ဦးဇင်းတို့ကလူငယ်ဆိုတော့လူငယ်တွေနဲ့ပေါင်းတော့လူငယ်တွေအကြောင်းနဲ့တော်တန်တော့သိပါတယ်ပြည်သက်ကြီးသိပြီးဟိုစားအောင်မက်တာပဲလူတွေထင်ကြီးမှုသိလို့ကျင်တာပဲဒီလိုဝတ်နိုင်မှဒီလိုစားနိုင်မှလူလောကကြီးကငါတို့ကိုအရေးထားမယ်အာယုံဆိုင်မယ်ဆိုပြီးတော့မှအဝတ်အစားမဲ့လုံးလို့ဘဝပြက်တာမရှိဘူးလား
ပတ်စံလေးပေါ်လာချမ်းသာအဲ့ဒါတွေကကတ်လာပေါ့ကတ်လာတော့ကြတော့စိတ်ကိုစောင့်ထိန်မှု self control ခေါ်တယ်မိမိကိုယ်ကိုထိန်းချုပ်နိုင်မိမိစိတ်ကိုထိန်းချုပ်နိုင်စွမ်းမရှိဘဲနဲ့ဆိုလို့ရှိရင်အဲ့ဒါပတ်စံပေါ်လာတာကိုကဘဝပြတ်ဖို့ဖြစ်တယ်ပတ်စံပေါ်လာတာစီးပွားဖြစ်လာတာကဘာပြတ်ဖို့ဣတိတုတို့မိမလိုက်စားကျူတော်များခြင်း၎င်းအဲ့ပုဂ္ဂိုလ်စီးပွားမြန်မြန်ပြတ်မယ်သူရတုတော်အယက်သေးသာမူရစေဝါရီသုံးဆွဲတောက်စာကျူတော်များခြင်း၎င်းစေဝါရီဖြစ်လာငွေတွေကပေါ်လာတပည့်တွေနဲ့လွှဲလွှဲနဲ့နည်းနည်းရလာပြီဆိုတော့အယက်ကလေးတပြများပေါင်းတယ်ပေါင်းပြီးတော့ဝိုင်းပြီးတော့မှစီးပွားရေးစကားပြောပြီးတော့မှကြာတော့စွဲရောဟုတ်လားပြည်သက်ကြီးတောက်ပါများတော့ဘာဖြစ်လဲစွဲရောစွဲတော့အဲ့အချိန်ပြည့်အရက်ရက်စီပဲစိတ်ရောက်နေတာပေါင်းတယ်မရှိလဲကြာတော့တဲပြီးတောက်တော့တာပါပဲအဲ့တော့မူးပါများတော့မူးတဲ့အချိန်ကများလာတော့စီးပွားရေးဒီခေါင်းကတွေးပါဦးမလားတွေးတော့ဘူးပြည်သက်ကြီးအလုတ်လုတ်ချင်တဲ့ဆန္ဒမရှိတော့ဘူးအဲ့ဒါစီးပွားပြတ်ဖို့အကြောင်းဘာကြောင့်လဲစီးပွားပြတ်ဖို့လည်းမဟုတ်ပြည်သက်ကြီးတို့ဘဝပြတ်ကြောင်းဘာပြတ်ကြောင်းလဲဘဝပါဖြစ်တယ်အခါတော်အလောင်းကစားကျူးတော်များခြင်း၎င်းအလောင်းအစာကျူးတဲ့သူဘာကျူးတဲ့သူတို့ခဲရိုက်ခြင်းကြွေအံလောင်းခြင်းပြီးတော့ဘာထိုးခြင်းကဲကိုယ်ရာသိကြပြီးတော့ဘဝပြတ်သွားတာလည်းအများကြီးရှိတယ်ဦးဇင်းတို့နဲ့ကောင်းကောင်းသိတာတွေကကိုတော်တော်ဘဝပြတ်သွားကြတာလည်းရှိတယ်ပြည်သက်ကြီးတို့ရေလျှော့ကြစဉ်းစားကြကြီးပွားခြင်းရင်စီးပွားလုပ်ပါကြီးပွားခြင်းရင်ဘာလုပ်ပါကြီးပွားခြင်းရင်အလောင်းစားမလုပ်လေနဲ့ရင်းနေတဲ့နန်းရှက်တဲ့ကွာကြီးတယောက်ကတခါပြောပြတယ်ပြီးတော့ရောက်ွက်တယ်ဗျာတဲ့လူသမီးတယောက်တဲ့သူ့ယောက်ျားတလားတော့ခရီးသွားနေတဲ့အတွင်းမှာကားသုံးစီးပြုတ်တယ်တဲ့တိုက်တဲ့ခြံရတယ်ပေါင်ထားတယ်သူ့ယောက်ျားတလားတော့ခရီးထွက်သွားတာအဲ့ဒါယောက်ျားတလားပြေလို့ပြန်လာကန်ပြီးတော့ဘာလို့မသိတော့ကားပဲနဲ့စီးပြုတ်ပြီးတော့တိုက်တဲ့ခြံဘာလို့ထားတော့ဘာလို့လဲရှင်ဒီလားနှလုံးယောဂတဏှာကံလုံးရနေတဲ့ယောဂဟုတ်လားပြည်သက်ကြီးတို့ရဲ့တဏှာကံလုံးရနေတဲ့ဒီယောဂအခုမရပါဘူးမိုက်ခံပြောနေတာခုလိုမရဘူးနော်မတတ်နိုင်ဘူးလေဒါကတော့သိပေးရမှာဓမ္မဂတိကတို့တောင်းပါပဲကိုယ့်ကိုရှောင်းတာမရှောင်းတာဒီတရားလိုက်နာတာမလိုက်နာတာဓမ္မပိဋကတို့အပိုင်းပါပဲမှားရလားပြည်သက်ကြီးအဲ့ဒါဟောပြန်လာကနေတလားပြေကနေတော့ဘာလို့ဘာခံရမှမသိတော့ဆွဲရိုးချသေးတယ်တဲ့စီးပွားပြည့်ယုံမကဘာပါပြည့်တယ်ဘဝပါပြည့်ပြီးအဲ့ဒီလိုပဲဗျာဟိုလူပေးရမှာ2သိန်းဒီလူပေးရမှာ3သိန်းအရှုံးဟာရှုံးဟာကြီးဟာငါဟာကြာတော့လည်းပဲရောက်လာဘာတွေတော့လည်းပဲရောက်လာဟိုလူကလာတောင်းဒီလူကလာကြာတော့နေမီပြစ်ပြီးထွက်ပြေးရတဲ့သူတွေရှိဘူးလားတိုက်ဆိုင်မှုရှိရင်ခွင့်လို့ပါကောင်းကောင်းရင်းရဲ့ထဲကိုရှိတယ်လို့သိနေလို့ပြောတာလို့ຢာတွေလည်းပြုတ်လဲတွေလည်းပြုတ်အကုန်ပြုတ်ရှိတဲ့ဆိုင်ကလည်းပြုတ်အလောင်းစားရလာတယ်မောလာတယ်ဖြစ်လာတယ်ဟုတ်လားပြည်သက်ကြီးအလောင်းကစားအတွက်ဂုံလုံးစေတော့ဤရလာတယ်အဲ့အတွက်ဒီဂုံနေတာမှားလားပြည်သက်ကြီးအဲ့ဒီပုဂ္ဂိုလ်စီးပွားမပြတ်ဖဲနေမလားတန်တူကဲ့သို့မိမလိုက်စကျူလိုများခြင်းအယက်သေးသာတောက်စားကျူလိုများခြင်းအလောင်းကစားကျူလိုများခြင်းသည်တတ္တထောပုဂ္ဂိုလ်၏ပရဘဝတော်မူခန္တီဘဝပြည့်ခြင်းရဲ့အကြောင်းဖြစ်တယ်လို့သတ္ထနတ်လူတို့ဆရာဘုရားရှင်သည်ကတေတိကရုဏာရှင်ရှုမိန်ကြတော်မူခဲ့ပါပေသတည်းကောင်းတဲ့မိတ်ဆွေနဲ့ပေါင်းမှာတော့အဲ့ဒီပုဂ္ဂိုလ်ကကိုကောင်းတဲ့ဘက်ဆွဲမလားမကောင်းတဲ့ဘက်ဆွဲမ
အဲ့တော့ပြိဿလူစဉ်းစားရရှိလာတဲ့စီးပွားတွေပြည့်ချင်းရဲ့အကြောင်းကလည်းဘယ်နှပါတော့အဋ္ဌိဒုဒ္ဒသုရဒုဒ္ဒအခဒုဒ္ဒပါပမိတ်တာတဲ့ဘုရားဥပမာနဲ့တော့ဟောရသေးတယ်မြတ်ကပိဿာပြောတာဥပမာပြောမယ်ဆယ်ကြီးကံကြီးတစ်ခုရှိတယ်အဲ့ကံကြီးမှာလေရေဝင်ပေါက်လည်း၄ပေါက်ရှိတယ်ရေထွက်ပေါက်လည်း၄ပေါက်ရှိတယ်တဲ့အဲ့တော့ယောက်ျားတစ်ယောက်ဟာတဲ့ရေဝင်ပေါက်တွေကိုပိတ်ပြီးတော့ရေထွက်ပေါက်တွေ၄ပေါက်ကိုဖွင့်ထားတယ်မိုးကလည်းမရွာဘူးဆိုပါတော့တဲ့ဝင်ပေါက်တွေကိုဘာလုပ်တာပိတ်ထားတာထွက်ပေါက်တွေကိုဘာလုပ်တာဖွင့်ထားတာမိုးကလည်းဒါပြင်ဒီကံနဲ့ရေဟာတိုးမလားရော့မလားခုန၄ပါးထွက်ပေါက်၄ပေါက်ပဲဘောပေါက်လာပြီတဲ့အဲ့ဒီစီးပွားဖြစ်လာရင်တတိထားကြအိမ်မှာလိုက်စားကျူးလုံးမများအောင်အရက်သေးစားတွေတောက်စားပြီးတော့သူရာဒုဒ္ဒမဖြစ်အောင်အလောင်းအစားတွေလိုက်စားပြီးတော့အခဒုဒ္ဒမဖြစ်အောင်ပိုက်ဆံပေါ်လို့ဝိုင်းလာတဲ့သူတွေကိုဉာဏ်နဲ့စဉ်းစားပြီးတော့ပါပမိတ်တာတဲ့ကမ္မလာအောင်အဲ့ဒါလို့စဉ်းစားပြီးတော့ပါရေကန်ကြီးရဲ့ထွက်ပေါက်တွေကိုပိတ်ဘယ်တကြီးပါလဲပိတ်ထွက်ပေါက်၄ပေါက်ကိုပိတ်ပြီးတော့တဲ့ဝင်ပေါက်ကိုဖွင့်ထားတယ်တဲ့အပေါ်မိုးကလည်းကောင်းစွာရွာချတယ်ဆိုရင်ဒီရေကန်ရဲ့ရေဟာတိုးမလားရော့အဲ့ခုန၄မျိုးကိုရှောင်းတယ်အဲ့ဒါထွက်ပေါက်ပိတ်တာပဲတဲ့သဘောပေါက်တယ်ဘယ်တကြီးအဲ့ဒီ၄မျိုးဟာတဲ့ဘယ်တကြီးတို့ရေရှောင်းရမှာတွေကိုဆောင်းရပြည့်စုံရမယ့်ဟာတွေကိုဘုရားဟောလိုက်ပါပြီအဲ့ဒါတွေဟာဘိဒ္ဓကြီးကိုပစ္စုပန်မှာကြီးပွားချမ်းသာကြောင်းတမ္ပရာ၄ပါးဟာပစ္စုပန်မှာပြေကပိစ္ဆမြို့သာသတ္တတော်၄ပါးကုန်သောဣမေဓမ္မဣရိယတို့သည်ကိုလဗုဒ္ဓသမျိုးကောင်းသာမျိုးကောင်းသမီးတွေဒိဋ္ဌဓမ္မဟိတယမျက်မှောက်ဘဝ၌စီးပွားဖြစ်ခြင်းဟာဒိဋ္ဌဓမ္မဒုက္ခယမျက်မှောက်ဘဝ၌ချမ်းသာခြင်းဟာသံဝတ္တန္တိဖြစ်ကြပါပေတယ်လို့တထာနတ်လူတို့ဆရာဘုရားရှင်သည်ကတိတိကရုဏာရှိရှုမိန်ကြတော်မူလိုက်ပါပေသတည်းအဲ့ဒါပစ္စုပန်ဒီဘဝမှာပဲကြီးပွားကြောင်းစီးပွားဖြစ်ကြောင်းချမ်းသာကြောင်းတရားတွေတမလွန်ဘဝကြီးပွားကြောင်းချမ်းသာကြောင်းဆိုတာတော့ပေသကြီးတို့ရေခင်ဗျားတို့အားလုံးကြားဘူးပြီးသားပါတတ္ထာသီလစာကပညာဘယ်နှပါပဲလို့ဘုရားကြီးညိုတရားကြီးညိုတန်ခါကြီးညိုယုံကြည်တဲ့တရားတရားရှိရမယ်တဲ့ကံနဲ့ကံအကျိုးယုံတဲ့တရားတရားရှိရမယ်သီလဆိုတော့၅ပါးသီလလုံးဝမယ်ဘယ်နှပါးသီလစာကဆိုတာကကိုရှာထားတဲ့ပစ္စည်းတွေတတ်နိုင်တဲ့မှာစွန်ကျဲပေးကလှူဒါန်းမယ်ပညာဆိုတာတော့ဝိပဿနာပညာဉာဏ်ဖြစ်အောင်တရားစကားဝင်အားထုတ်တဲ့ဟုတ်ပါလားအဲ့တော့ဝိပဿနာဉာဏ်မြင်လည်းရအောင်တရားလည်းအားထုတ်ထားသေးတယ်စာကတံပရာတတ်နိုင်တဲ့မှာစွန်ကျဲပေးကမှုဒါနစာကလည်းပြုထားတယ်ပြီးတော့ကြတော့သီလတံပရာ၅ပါးတရားလည်းလုံအောင်ထိန်းထားတယ်ယန္တာသုံးပါးလည်းကြီးညိုစည်းကမ်းတယ်ဒီပုဂ္ဂိုလ်သိရင်အပယ်လားဦးမလားဘာမှပူဇော်မရှိတော့ဘူးအဲ့ဒါတမလွန်မှာကြီးပွားကြောင်းချမ်းသာကြောင်းပဲတဲ့ဒါနသာကလှုပ်တာတော့တန်တရားမှာမျက်နှာငယ်ကြအောင်လိုအောင်မလားငါးပါးသီလလုံအောင်ထဲတော့အသက်တူအောင်အနာများမှာပူဇော်လိုသေးလားအဝိပဿနာဉာဏ်ဖြစ်အောင်တရားစကားတွေဝင်အားထုတ်ထားတော့ပိဋကကြီးတို့ရေအပယ်ပြီးကြမှာကိုပူရသေးလားအဲ့ဒါတမလွန်ဘဝကြီးပွားကြောင်းပါပဲပြက်ကပစ္စာအမျိုးသားသူတရားတောင်းတာကလည်းရဲမောဘဝမှာစီးပွားဖြစ်ကြောင်းချမ်းသာကြောင်းပြီးတော့တမလွန်ဘဝမှာလည်းစီးပွားဖြစ်ကြောင်းချမ်းသာကြောင်းကိုဘုရားအကုန်မဟောလိုက်ဘူးလားအကုန်ဟောရင်ကုန်သားပြီပြီးတော့နှစ်နာရီလည်းပြည့်ပြီတဲ့ကျုပ်ဝီစီတွေကြလည်းမျိုးပြုကုန်မယ်ကိုင်းပေးတဲ့ကြီးတို့ရဲ့ခဏပြောလိုက်တာ80ပတ်ဘယ်နှပါ၄ပါဒီဘဝမှာပဲကြီးပွားကြောင်းစီးပွားဖြစ်ကြောင်းချမ်းသာကြောင်းတံပရာဘယ်နှပါ၄ပါအဲ့ဒီမိမိရတဲ့ဟာလားရှာဖွေဝင်လာတဲ့ဝင်ငွေတွေက10ရာခိုင်နှုန်းကိုစုဆောင်းပြီးတိုးပွားအောင်လုပ်ရမယ်ဆိုတဲ့ဓနဥပရိသက5ချက်
ပြီးတော့ရရှိလာတဲ့စီးပွားဥစ္စာတွေဆုပ်ယုပ်ပျက်စီးသွားခြင်းရဲ့အကြောင်းက၄ပါးနောက်တမလောဘမှာအပယ်ပြီးတွေ့ပြီးပူဇော်မလိုပဲနဲ့ကြီးပွားကြောင်းချမ်းသာကြောင်းကဆုံးမသွားဘူးလားမြတ်ဗုဒ္ဓရဲ့စီးပွားရေးလမ်းညွှန်ကိုဦးဇင်းတို့မြန်မာလူမျိုးများစီးပွားရေးမှာအသုံးချနိုင်ကြပါစေလို့ဆန္ဒပြုရင်ခုနလင်္ကာလေးတွေဆုတောင်းပတ္ထနာလင်္ကာလေးတွေဆိုပြီးတရားသိကြရအောင်ကဲအားလုံးတစ်ခေါက်လိုက်ဆိုပြီးရင်သုံးခေါက်တောင်းဆိုကြကြစို့ဗုဒ္ဓမြတ်စွာသာသနာယောဝနေသို့လင်းစေသောသာသနာ့မိစ္ဆဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကို၎င်းလောကံမိစ္ဆသာသနာကြီးညွမိကိုအာထတကဒကမများကို၎င်းဒေဝသမ္မာရေဝနကောင်းနမြမန္တမြတို့သည်သဗ္ဗရဏိနိညညခသိန်းသောကာလတိုင်းမှာရခန္တုဆင်းရဲပေရယမံကင်းပြောက်ချမ်းသာရောက်အောင်ကောင်းစွာမသွေဆောင်လျှောက်တော်မူကြပါစေကုန်သတည်း